ခေါ်ကြအပ်သောသမ္မာဒိဋ္ဌိအကြောင်းလေ့လာသုံးသပ်ခြင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုပြုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာသီတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာတဲ့ခြေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျတိထဘွယ်ငါးသွဲအစုအလွန်ခဲရင်တော်မူတော့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရလက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝဒါနကျင့်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒသနာဒသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းတမ္မာဒိဋ္ဌိအကြောင်းလေ့လာသုံးသပ်ခြင်းနဲ့ဘုရားဘာသာဝင်သူတော်စင်တွေတိုင်းတမ္မာဒိဋ္ဌိဆိုတဲ့စကားလုံးကိုကြားဘူးနာဝရှိနေကြတယ်ထိုတမ္မာဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာတုံများကနေထုတ်နှုတ်ပြီးတော့တမ္မာဒိဋ္ဌိဆိုတာဘာကိုခေါ်တာလဲထိုတမ္မာဒိဋ္ဌိဖြစ်ပေါ်ဖို့ရာအကြောင်းဘယ်နှမျိုးရှိသလဲတမ္မာဒိဋ္ဌိအမျိုးအစားပေါင်းဘယ်လောက်ရှိသလဲဆိုတာဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်များကရောထိုဒေသနာတော်ဒီမှာဖွင့်ဆိုထားတဲ့အထက်ကရာကျမ်းများကရောထုတ်လုပ်ပြီးတော့စာထဲမှာရှိတဲ့အတိုင်းဘုန်းကြီးတို့ဟောမှာဖြစ်ပါတယ်တမ္မာဒိဋ္ဌိအကြောင်းကိုလေ့လာသုံးသပ်ခြင်းတပည့်စကြာပါဠိတော်ထဲမှာပါလို့အရိယောအထင်ကြီးကောမေခောသေယထိတံတမ္မာဒိဋ္ဌိဆိုပြီးဒီတမ္မာဒိဋ္ဌိဆိုတဲ့စကားလုံးဟာမြန်မာလူမျိုးတွေဘုရားဘာသာဝင်တွေကြားထဲမှာအလုံးသိပြီးတော့နေကြတယ်ဒီတမ္မာဒိဋ္ဌိဆိုတဲ့စကားလုံးကပုဂ္ဂိုလ်ကိုရည်ညွှန်းတာမဟုတ်ဘူးအသိဉာဏ်ကိုရည်ညွှန်းတာဖြစ်တယ်တခါတရံမြန်မာစာပေမှာတမ္မာဒိဋ္ဌိလူမျိုးမိစ္ဆာဒိဋ္ဌိလူမျိုးလို့ဒီလိုသုံးတာရှိတယ်ပါဠိစာပေအစစ်မှန်သုံးမယ်ဆိုရင်တမ္မာဒိဋ္ဌိဆိုတဲ့စကားလုံးနောက်ကပုဂ္ဂိုလ်ကိုညွှန်းတဲ့အခါမှာကဆိုတာလေးထည့်ရင်ပို့အဓိပ္ပာယ်ရှင်းတယ်တမ္မာဒိဋ္ဌိကဆိုလို့ရှိရင်တော့
တမ္မာအယူရှိသူမှန်ကန်သောအယူရှိသူလို့အဓိပ္ပာယ်ရတမ္မာဒိဋ္ဌိတင်ကာကြီးမပါဘဲနဲ့တမ္မာဒိဋ္ဌိတင်ဆိုရင်မှန်ကန်သောအမြင်တမ္မာကမှန်ကန်တယ်ဒိဋ္ဌိကအမြင်ဆိုတာဒီနေရာမှာမျက်စိကမြင်တဲ့အမြင်ကိုပြောတာမဟုတ်ဘူးအသိဉာဏ်ကိုအမြဲတမ်းမျက်စိနဲ့တင်စားပြီးတော့အသိဉာဏ်ကိုထုတ်ဖော်ပြောဆိုတဲ့အခါမှာမြင်တယ်သိတယ်စကားလုံးနှလုံးနဲ့ပြောလို့ရှိတယ်စာပေကျမ်းဂန်မှာလည်းပဲဒီတိုင်းပဲအသိဉာဏ်နဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်သိတယ်ဆိုတာပင်ကိုယ်သဘာဝကိုပြောတာမြင်တယ်ဆိုတာဆောင်ရွက်တဲ့ကိစ္စကိုပြောတာဉာဏ်မှာဒီလိုနှမျိုးရှိတယ်ပေါ့သိတာကပညာရဲ့သဘာဝတရားမြင်တယ်ဆိုတာကပညာရဲ့ကိစ္စလို့ဒီလိုခွဲပြီးတော့မှတ်လို့ရတယ်ပေါ့ဒီနေရာမှာမြင်တယ်လို့ပြောတာဟာတမ္မာဒိဋ္ဌိမှန်ကန်သောအမြင်လို့ဆိုတာပညာရဲ့အဆောင်ရွက်ချက်တစ်ခုဖော်ပြခြင်းပဲဖြစ်တယ်ပေါ့စာပေကျမ်းဂန်များမှာတမ္မာကိုအမှန်အတိုင်းမြင်တယ်တနည်းအားဖြင့်ချီးမွမ်းပွဲကောင်းတဲ့အမြင်လို့ဒီလိုလဲဖွင့်ဆိုကြတယ်ကောင်းတဲ့အမြင်လို့လဲဒီလိုလဲဖွင့်ဆိုကြတယ်သို့တော့ပို့ပြီးတော့အဓိပ္ပာယ်ရှင်းတာကတော့မှန်ကန်တဲ့အမြင်ဆိုတာပို့ပြီးတော့ရှင်းပါဒါကြောင့်မို့တမ္မာဒိဋ္ဌိဆိုတဲ့စကားလုံးကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ right view လို့ပြန်တယ်နောက်တနည်းကစကားလုံးနောက်မလိုက်ဘဲနဲ့သိတယ်နားလည်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုယူပြီးတော့ right understanding လို့လည်းပြန်တယ်ပေါ့ဒါကနိုင်ငံသားတွေတမ္မာဒိဋ္ဌိဆိုတဲ့စကားလုံးကိုအင်္ဂလိပ်ဘာသာနဲ့ပြောတဲ့အခါမှာ right understanding right view ဒီလိုနှစ်ခုပြန်လေးရှိတယ်ဘယ်ဟာပဲပြန်တမ္မာဒိဋ္ဌိဆိုတာအသိဉာဏ်ကိုခေါ်တယ်လို့ဘုန်းကြီးတို့တွေမှတ်ခဲ့ရမှာပေါ့မှန်ကန်သောအမြင်ဆိုတာစာပေကျမ်းဂန်မှာမှန်ကန်သောအမြင်ဆိုတာဘယ်လိုအမြင်မျိုးမှမှန်ကန်သောအမြင်လို့ခေါ်တယ်လဲလို့ကျမ်းဂန်တွေဖွင့်ဆိုချက်အရာပြောရမယ်ဆိုရင်သစ္စာ၄ချက်နဲ့ပတ်သက်ပြီးတော့မြင်တဲ့အမြင်မျိုးကိုမှမှန်ကန်တဲ့အမြင်ဒါကအမြင့်ဆုံး level ကိုပြောတာနော်မြတ်စွာဘုရားဟောတဲ့တရားတွေဟာအခြေခံကစပြီးတော့အမြင့်ဆုံးထီအောင်ဟောလို့ရှိတယ်ဘယ်ဟာပဲဖြစ်ဖြစ် level တို့ degree တို့ဆိုတာရှိတယ်ပေါ့အဆင့်ကလေးတွေရှိတယ်တမ္မာဒိဋ္ဌိမှာလည်းပဲအဆင့်ကလေးတွေအမျိုးမျိုးရှိတယ်အမြင့်ဆုံး level အမြင့်ဆုံးအဆင့်နဲ့ပြောရမယ်ဆိုလို့ရှိရင်သစ္စာလေးပါးကိုမြင်တာဟာအဆင့်အမြင့်ဆုံးပဲလို့ပြောရဒါကြောင့်မို့ပါဠိတော်အဘိဓမ္မာကျမ်းဂန်ပဲဖြစ်ဖြစ်သုတ်တန်ကျမ်းဂန်ပဲဖြစ်ဖြစ်တမ္မာဒိဋ္ဌိဆိုတာဘာလဲလို့ဖွင့်ဆိုတဲ့အခါမှာဒုက္ခကိုသိတဲ့ဉာဏ်ဒုက္ခကိုဒုက္ခလို့သိတဲ့ဉာဏ်ဒုက္ခသမုဒယကိုဒုက္ခသမုဒယလို့သိတဲ့ဉာဏ်ဒုက္ခនិရောဓကိုဒုက္ခនិရောဓလို့သိတဲ့ဉာဏ်ဒုက္ခនិရောဓဂါမိနိပฏิပဒါကိုဒုက္ခនិရောဓဂါမိနိပฏิပဒါလို့သိတဲ့ဉာဏ်မြန်မာလိုပြောမယ်ဆိုလို့ရှိရင်ဒုက္ခဆိုတဲ့သဘာဝတရားတွေကိုရှင်းရှင်းမြင်တယ်ထိုဒုက္ခရဲ့အကြောင်းတရားကိုလည်းရှင်းရှင်းမြင်တယ်ထိုဒုက္ခရဲ့ချုပ်ငြိမ်းရာကိုလည်းရှင်းရှင်းမြင်တယ်ထိုဒုက္ခချုပ်ငြိမ်းဖို့ရာအတွက်နိလန်းဖြစ်တဲ့ကျင့်စဉ်ကိုလည်းရှင်းရှင်းကြီးမြင်တယ်လို့အရိယသူတော်စင်တွေသိမြင်တဲ့သစ္စာလေးပါးကိုရှင်းရှင်းမြင်တာဟာအဆင့်အမြင့်ဆုံးတမ္မာဒိဋ္ဌိလို့ဒီလိုပြောရအောင်အဲ့တော့တမ္မာဒိဋ္ဌိဆိုတာအသိဉာဏ်ပဲအသိဉာဏ်ကိုအစဉ်စဉ်ခွဲလိုက်တဲ့အခါကျတော့တမ္မာဒိဋ္ဌိအမျိုးအစားတွေထွက်လာတယ်
အထက်ကရာကျမ်းတွေကတမ္မာဒိဋ္ဌိတွေကိုစုဆောင်းပြီးတော့ဖော်ပြတဲ့အခါမှာတမ္မာဒိဋ္ဌိဘယ်နှမျိုးရှိသလဲဆိုတော့အသိဉာဏ်အပြင်တော့တစ်မျိုးတည်းပဲမှန်မှန်ကန်ကန်မြင်တယ်ဆိုတာသို့တော့မှန်မှန်ကန်ကန်မြင်တယ်ဆိုတဲ့နေရာမှာဘာနဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်မြင်တာလဲအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဖွင့်ဆိုတဲ့အခါမှာကမ္မတက္ကတာတမ္မာဒိဋ္ဌိတဲ့ကိုလုတ်တဲ့ကံဒီသာလင်ကိုရဲ့ကိုပိုင်ပဲဆိုလိုတာကကိုလုတ်တာကိုနဲ့သာသက်ဆိုင်တယ်ဒီအမြင်မျိုးဟာတမ္မာဒိဋ္ဌိပါဠိလိုကမ္မတက္ကတာကံဒီသာလင်ကိုပိုင်ဥစ္စာဖြစ်မှုကိုမြင်တယ်ကိုပိုင်ဥစ္စာလို့ပြောတာကကိုလုတ်တာကိုဆိုင်တယ်နော်ကိုလုတ်တာကိုပဲခံရတယ်ကိုပဲဆိုင်ရမယ်အများနဲ့မသက်ဆိုင်ဘူးကိုလုတ်တာကိုနဲ့ပဲသက်ဆိုင်တယ်ဆိုတက္ကဆိုကိုပိုင်ကိုဟာကိုလုတ်တဲ့ကံအတိုင်းလောကလူသားတွေဟာကိုလုတ်ခဲ့တဲ့ကံအားလျော်ဆိုတာဒီဘဝမှာပုံရိပ်တွေပေါ်နေကြတာလေလူဘဝဖြစ်လာတဲ့လူတွေလည်းကြည့်တယောက်နဲ့တယောက်ဟာအတိတ်ဘဝကိုလုတ်ခဲ့တဲ့ကံတွေအတိုင်းပုံရိပ်တွေပေါ်လာတာအဲ့ဒီအတိုင်းပဲဘဝမှာအတွေ့အကြုံတွေဖြစ်ကြတယ်ဆိုပါစို့ဘဝတစ်ခုမှာဒေါသကြီးခဲ့တဲ့ပုဂ္ဂိုလ်တယောက်ကြည့်မယ်ဆိုရင်ဒီဘဝမှာသူ့မျက်နှာကငို၍ရည်၍မရသောမျက်နှာမျိုးဆိုတာအဲ့ဒီလိုမျက်နှာမျိုးကိုရတတ်တယ်ပေါ့အယုတ်ဆိုးကြီးတန်တဲ့မျက်နှာမျိုးတွေရလာတတ်တယ်ရုပ်ဆိုးတတ်တယ်ဒါဘဝကိုလုပ်ခဲ့တဲ့ကံတွေရဲ့ပုံရိပ်လာပေါ်တာအဲ့ဒါကမ္မတက္ကတာကိုပိုင်တယ်ကိုပဲအမွေခံရတယ်သူများတဲ့တပ်ဖြတ်လာတဲ့ပုဂ္ဂိုလ်လူဘဝရလာတယ်ဒါအကျိုးဆက်လေးအနေနဲ့ယောဂများတယ်လူဘဝရောက်ကြတဲ့ကဆရာဝန်နဲ့ပြရတယ်မရှိဘူးဆေးစားရတာနဲ့ပြရတယ်မရှိဘူးအသက်တိုတယ်ဒါလည်းမကဘူးပါဏာတိပါဒကံချိန်များများကျူးလွန်ထားလို့အရှိန်ရှိနေသေးတယ်ဆိုလို့ရှိရင်မတော်တဆအက်ဆီဒင့်တွေနဲ့တည်တတ်တယ်ဒါပါဏာတိပါဒကံထို့တူပဲသူတော်ကောင်းတွေကိုဆွဆွဲပြောဆိုရတဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာကိုယ်ဘာမှမလုပ်ပေမဲ့လို့အဆွဆွဲခံရပြီးတော့ထောင်တန်းကြတတ်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဒါဆွဆွဲခဲ့တဲ့အကုသိုလ်ကံကြောင့်ဒီဘဝမှာဆွဆွဲခံရတယ်ကိုယ်မလုပ်ဖဲနဲ့အချောင်ခံရတဲ့ပုဂ္ဂိုလ်မျိုးတွေလောကမှာရှိတယ်ပေါ့ဒါတွေကပြောမယ်ဆိုလို့ရှိရင်ကိုယ်မလုပ်ဖဲနဲ့ဆိုတာဒီဘဝမှာကိုယ်မလုပ်ဘူးသို့တော့အတိတ်ဘဝကလုပ်ခဲ့တဲ့ဟာတွေရဲ့အကျိုးဆက်တွေကိုခံရတတ်တယ်တခါတော့ကမြတ်စွာဘုရားကျောင်းတော်လာပြီးတော့အမြဲတမ်းတရားနာတဲ့ကာလဆိုတဲ့ဥပဒကတယောက်ရှိတယ်အဲ့ဒီဥပဒကတယောက်ဟာဇေရုံကျောင်းထဲမှာတရားနာပြီးညကျောင်းမှာပဲအိတ်တယ်မနေ့စောစောကျတော့အိယာကထားပြီးဇေရုံကျောင်းသားကရေကန်သွားပြီးတော့မျက်နှာတက်တယ်အဲ့ဒီချိန်မှာသာဝတိမြို့တဲကညအိမ်တဲ့အိမ်ကိုဖောက်ထွင်းပြီးတော့ခိုးတဲ့တခုလူတွေကဝိုင်းလိုက်ကြဝိုင်းလိုက်တဲ့အခါကျတော့ပြေးလာကြတယ်နောက်ကလူတွေမှီတော့မှမလွတ်နိုင်တော့ဘူးဆိုတော့သိတော့တခိုးကကာလဆိုတဲ့ဥပဒကမျက်နှာတစ်နေတဲ့နေရာနာကိုအထုပ်ကလေးချပြီးတော့အလွတ်ယုံပြေးသွားခြေရာဖြောက်သွားလိုက်တယ်နောက်ကလိုက်လာတဲ့လူတွေကဟာခုနဒီနာတခိုးဖြတ်ပြေးသွားတာဟာဒီလူကဘုရားကျောင်းလာပြီးတော့တရားနာကြအောင်ဆောင်းနေတဲ့လူသူပဲတခိုးဆိုရိုက်ကြနှက်ကြဆိုဝိုင်းရိုက်ကြတာဒီလိုနဲ့တယောက်ကတည်သွားတာအဲ့ဒါဘာဖြစ်လို့ဒီလိုဖြစ်ရတော့ဆိုအတိတ်ဘဝတုန်းကသူကမတော်မတရားသူများကိုဆွဆွဲပြီးတော့အခုလိုရိုက်တတ်ခဲ့တဲ့ပြစ်ဒဏ်တစ်ခုကိုချမှတ်ပေးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့ဘူးလေဒါကြောင့်ဒီလိုခံရတာအဲ့တော့ကိုလုပ်ခဲ့တာတွေဟာကိုပြန်ပေါ်တာဒါကိုပြောတာကာမတက္ကတာတမ္မာဒိဋ္ဌိဆို
ကိုယ့်ရဲ့လိုရတဲ့အတိုင်းလူတွေမှာလာပြီးတော့ဖြစ်တတ်တယ်တဲ့အဲ့ဒါလို့ကိုယ့်ရဲ့လိုရဟာကိုယ်နဲ့ပဲသက်ဆိုင်တယ်လို့ဒီလိုမြင်ထားတဲ့အမြင်ဟာလည်းပဲအနှိမ့်ဆုံးအဆင့်မှာရှိတဲ့သမ္မာဒိဋ္ဌိပဲအဲ့ဒါကိုကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့ခေါ်တယ်နောက်တစ်ခုကျတော့ဝိပဿနာကျင့်စဉ်နဲ့ပတ်သက်လာတယ်ခံကံရဲ့အကျိုးကိုမြင်တယ်ဆိုရက်ကံသာလင်ကိုယ်ပိုင်ဥစ္စာဆိုတဲ့အမြင်တဲ့အစစ်မြင့်တဲ့ဝိပဿနာသမ္မာဒိဋ္ဌိကြတော့ဘာမြင်နှုံးဆိုရင်အေးလူဆိုတာမရှိဘူးယုံနဲ့နာနှစ်မျိုးတည်းပဲရှိတယ်ကိုပြန်ကြည့်ရင် mind နဲ့ body စိတ်ရဲ့ရုပ်ခန္ဓာကြီးရဲ့ဒီနှစ်ခုပဲရှိတယ်အဲ့ဒါလို့နှစ်ခုနဲ့ဖွဲ့စည်းထားတယ်လို့မြင်လာတာလေဝိပဿနာသမ္မာဒိဋ္ဌိပဲအဲ့ဒီ mind နဲ့ body ဟာဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်နေတာလို့မြင်တာလည်းပဲဝိပဿနာသမ္မာဒိဋ္ဌိပဲအခြေခံအားဖြင့်ဒီတဲ့အစစ်မြင့်လာတဲ့အခါကျတော့လောကမှာရှိတဲ့သင်္ခါရတရားတွေဟာဘယ်ရာမှမမြဲဘူးလို့မြင်လာထာဝရပြောင်းလဲနေတယ်လို့မြင်လာလို့ရှိရင်အနိစ္စဆိုတဲ့သဘောတရားကိုမြင်လာပြီဆိုရင်ဒါဝိပဿနာသမ္မာဒိဋ္ဌိပဲသို့မဟုတ်မမြဲတဲ့သဘောတရားကြီးကဒလစဒုက္ခပေးနေလို့ဒုက္ခလို့မြင်လာတာအဲ့ဒီလိုဒလစဒုက္ခပေးနေတဲ့သဘာဝတရားကြီးဟာကိုယ်မှယတ္တံပြစ်လို့ပြစ်ဖို့ဘာပါဝါမှမရှိဘာမှစွန့်ရည်တတ်မရှိဘူးလို့မြင်တာအနတ္တအဲ့ဒီလိုသင်္ခါရတရားတွေနဲ့ပတ်သက်လာလို့ရှင်အနိစ္စလို့လည်းမြင်တယ်ဒုက္ခလို့လည်းမြင်တယ်အနတ္တလို့လည်းမြင်လာအဲ့ဒီလိုမြင်လာတဲ့အသိဉာဏ်အစဉ်စဉ်တက်လာတဲ့အစဉ်မြင့်တဲ့အသိဉာဏ်ဝိပဿနာသမ္မာဒိဋ္ဌိလို့ခေါ်တယ်အေးဖျားဖွင့်လို့ကံကောင်းထောက်မှနေလို့ဒါဟောဒီဝိပဿနာသမ္မာဒိဋ္ဌိဆိုတာဘုန်းကြီးတို့တွေရနိုင်ခွင့်ရှိတာသာသနာ့ဘာမှာဆိုလို့ရှိရင်ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာကြားကိုမကြားဘူးလားမရနိုင်မြတ်စွာဘုရားကိုယ်တိုင်ကကုသိဏယုံအင်းကြီးဥယျာဉ်ထဲမှာမြောက်မျက်နှာအုတ်ခေါင်းနဲ့လျှောင်းဆက်ပြီးတော့နေတဲ့အချိန်မှာသုဘဒ္ဓပြပိုက်ကြီးကိုရှင်းရှင်းလေးမြတ်စွာဘုရားမိန့်ထားခဲ့တယ်ငါရဲ့တသက်တာနှစ်ပေါင်း50နဲ့တစ်နှစ်မြတ်စွာဘုရားတက်တော်80နေတာနော်သို့တော်မြတ်စွာဘုရားအဲ့ဒီမှာ52နှစ်လို့ပြောတာပါတော့ဆိုတောထွက်ပြီးတော့တရားရှာတာ6နှစ်ဘုရားအဖြစ်နဲ့က45နှစ်6နှစ်နဲ့45ပေါင်းပြီးတော့52နှစ်ဟိုလူဘဝမှာငယ်စဉ်ကနေခဲ့တဲ့အတိုင်းအတာတွေကိုမထည့်ဘူးအဲ့ဒီ52နှစ်ဘာသာရေးကိုလေ့လာလိုက်စားပြီးတော့တရားထုတ်တဲ့အချိန်ထဲမှာတဲ့ဝိပဿနာဉာဏ်ကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဝိပဿနာနည်းစနစ်ကိုပြနိုင်တဲ့ပုဂ္ဂိုလ်ဟာတဦးမှမရှိဘူးမြတ်စွာဘုရားဒီလိုပြောနော်ဝိပဿနာဉာဏ်နဲ့ပတ်သက်လို့မြတ်စွာဘုရားသာသနာမှာသာမြတ်စွာဘုရားပထမဆုံးအချိန်တွေ့ရှိဖော်ထုတ်ပြီးဟောကြားခဲ့တာဖြစ်တယ်ဗုဒ္ဓနဲ့စင်ပြိုင်ထွန်းကားနေတဲ့အခြားဘာသာတွေမှာဝိပဿနာအကြောင်းဆိုတာ၄တန်၄တောင်မဟနိုင်ဘူးဟောဒီမိတ်ဆွေချက်ကိုကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေဟာကာမတက္ကတာသမ္မာဒိဋ္ဌိလေးနဲ့တင်ရှင်းတတ်နေလို့မဖြစ်ဘူးဝိပဿနာသမ္မာဒိဋ္ဌိဆိုတာဖြစ်ဖို့လိုသေးတယ်ဝိပဿနာသမ္မာဒိဋ္ဌိဖြစ်တဲ့အခါမှာနော်အခိုင်အမာပဲဖြစ်စေသို့မဟုတ်တူတောင်းတဲ့အချိန်ပိုင်းလေးမှာပဲဖြစ်တာပဲဖြစ်စေအမြဲတမ်းတန်ဖို့ရှိပါတယ်ကြည့်လေပုံနာဇနီးမောင်နှံ2ယောက်အလှလူတဲ့အခါမှာဘယ်တော့မှဆိုဥဖြားဖြားလှူတတ်လို့ဥဖြား5မျိုးနဲ့အကြောင်းပြုပြီးသူတို့ကိုပင်ဆက်ကလို့နာမည်ပေးထားတာ
ဒါကတော့ပိဋကတ်တော်မှတ်တမ်းတင်တဲ့ပုဂ္ဂိုလ်ကနာမည်ပေးတာပါသူတို့နာမည်ရင်းမဟုတ်ပါဘူးအဲ့ဒီပုံနာဇနီးမောင်နှံ2ယောက်ကိုသူတို့ကမေးခွန်းမေးတဲ့အခါမှာဘိက္ခုဆိုတာဘယ်လိုပုဂ္ဂိုလ်ခေါ်တာလဲလို့မေးတော့မြတ်စွာဘုရားကသူတို့ကိုဘာနဲ့ပြောရင်နားလည်မလဲဆိုတာကိုကြည့်လိုက်တော့အတိတ်ဘဝတုန်းကသူတို့ကနာမ်ဆိုတာရယ်ရုပ်ဆိုတာရယ်နာမရူပဆိုတဲ့စကားလုံးကိုသူတို့ကြားခဲ့ဘူးတယ်အဲ့ဒီကြားဘူးတဲ့စကားလုံးကိုထပ်ပြီးတော့အသုံးချလိုက်တယ်သဗ္ဗသောနာမရူပသမိယတနတ္ထိမမယိတအတ္တတာသနာသောစတိတဝေဘိက္ခုတိဟုတ်စတိဆိုတဲ့ဒီစကားလေးအပိုက်ကလေး၄ပိုက်ပါတယ်ဂါထာလေးတစ်ပုဒ်ခေါ်တာသဗ္ဗသောနာမရူပသမိယတနတ္ထိမမယိတအေးနာနေယုတ်တိနဲ့ပတ်သက်ပြီးတော့လုံးဝကိုငါဟာလို့တွေ့တာမှုမရှိတဲ့ပုဂ္ဂိုလ်ပျက်စီးသွားရင်လည်းအတ္တတာသနာသောစတိပျက်စီးပြောက်ကွယ်သွားရင်လည်းလုံးဝမစိုးရိမ်တဲ့ပုဂ္ဂိုလ်ဆိုလိုတာနာယုံနဲ့ပတ်သက်ပြီးတွေ့တာမှုလုံးဝကင်းတဲ့ပုဂ္ဂိုလ်ပျက်စီးသွားရင်လည်းတွေ့တာမှုကင်းသည့်ကြောင့်လုံးဝသောကမဖြစ်တဲ့ပုဂ္ဂိုလ်မျိုးကိုဒါလည်းဘိက္ခုလို့ခေါ်တယ်လို့ဟောတမင်မြတ်စွာဘုရားကနာမရူပဆိုတဲ့စကားလုံးလေးနဲ့သုံးဟောလိုက်တာအဲ့ဒါအမတ်တမဲ့ဟောတာမဟုတ်ဘူးဘုရားကအမတ်တမဲ့ဟောတာမျိုးဘယ်တော့မှမလုပ်ဘူးအတိတ်နဲ့ဆက်ပေးတာဆိုလိုတာကသူတို့ရဲ့ရင်ထဲနှလုံးထဲမှာ online ဖြစ်နေတာဘာလဲဆိုနာမရူပဆိုတဲ့စကားလုံး online ဖြစ်နေတယ်ကြားခဲ့ဦးမယ်ဒါကြောင့်မို့လို့ခုနကပြောတဲ့စကားဝိပဿနာသမ္မာဒိဋ္ဌိလေးဟာကိုယ်တဏ္ဍာမှာအချိန်တိုလေးပဲဖြစ်စေရှိတဲ့တယ်ရှိလိုက်မယ်ဆိုလို့ရှိရင်ဖယားနဲ့စုံစည်းတဲ့အခါမျိုးကိုယ်ဘဝတန်တရားမှာဟောပြောနိုင်တဲ့ပုဂ္ဂိုလ်နဲ့စုံစည်းတဲ့အခါမျိုးမှာတရားဓုတရားမြတ်ဆိုတာချက်ချင်းရသွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာအစမြင့်သမ္မာဒိဋ္ဌိတစ်ခုပါနောက်တစ်ခုကဇာနာသမ္မာဒိဋ္ဌိလို့ခေါ်တယ်ဇာနာသမ္မာဒိဋ္ဌိဆိုတာတော့သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ပေါပေါရောက်ရောက်တမာတိစွမ်းအားနဲ့အာယုံကိုရှုမှတ်နိုင်တဲ့ရှုမှတ်ရင်ကနေဖြစ်ပေါ်တဲ့အသိဉာဏ်တစ်မျိုးကိုဇာနာသမ္မာဒိဋ္ဌိလို့ခေါ်တယ်ဒါသမထကျင့်စဉ်နဲ့ပတ်သက်တယ်နောက်တစ်ခုကမေက္ခသမ္မာဒိဋ္ဌိတဲ့မေဃသမ္မာဒိဋ္ဌိဆိုတာကိုယ်ကလှုပ်ယူရတဲ့ဟာမဟုတ်ဘူးဝိပဿနာသမ္မာဒိဋ္ဌိကိုအစစ်မြင့်အောင်ကြိုးစားအထုတ်ခြင်းဖြင့်ရရှိလာတာကမေဃသမ္မာဒိဋ္ဌိအဲ့တော့မေဃသမ္မာဒိဋ္ဌိကသင်္ခါရတရားတွေကိုမြင်တဲ့အမြင်မျိုးမဟုတ်တော့ဘူးနိဗ္ဗာန်ကိုမြင်တာသူကြတာမေဃသမ္မာဒိဋ္ဌိဖြစ်လာလို့ရှိရင်နိဗ္ဗာန်ကိုအမှန်မြင်ရပြီနိဗ္ဗာန်ကိုမြင်ယုံနေမကဘူးအကာအကွယ်တွေစိတ်ရဲ့အညစ်အကြေးတွေကိုအဆင့်လိုက်ဖယ်ရှားပြစ်လိုက်တယ်နိဗ္ဗာန်ကိုမြင်ပြီးကိလေသာတွေကိုဖယ်ရှားတယ်ဒါမေဃသမ္မာဒိဋ္ဌိပဲမေဃသမ္မာဒိဋ္ဌိကအနိစ္စဒုက္ခအနတ္တမြင်တာမဟုတ်ဘူးသင်္ခါရတရားတွေကိုမြင်တာမဟုတ်ဘူးသင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုမြင်ပြီးတော့ကိလေသာတွေကိုဖယ်ရှားပြစ်တယ်သူ့ရဲ့စွမ်းဆောင်ချက်ကဓမ္မကသမ္မာဒိဋ္ဌိဆိုတာကျင့်ရတဲ့အရာမဟုတ်ဘူးဝိပဿနာကိုကျင့်တဲ့အခါမှာမေဃသမ္မာဒိဋ္ဌိကဆိုက်ရောက်လာတာနိဗ္ဗာန်ကိုမြင်တဲ့အရာဟောနောက်တစ်ခုကဘာလို့ဆိုဖလသမ္မာဒိဋ္ဌိဖို့စိတ်နဲ့ရှင်တွဲလာတဲ့အသိဉာဏ်တစ်ခုမစိတ်ကနိဗ္ဗာန်ကိုမြင်ထားတယ်လို့ပဲဖို့စိတ်ကထပ်မှန်ပြီးတော့မြင်တယ်ငြိမ့်သက်ပြီးသားကိလေသာတွေကိုထပ်မှန်ပြီးတော့ငြိမ့်အေးစေကိလေသာကုန်သွားတာကိုဘာဖြစ်လို့ဖို့စိတ်ကထပ်ပြီးတော့ငြိမ့်အောင်လုပ်တယ်လဲဆိုရင်ဒါစဉ်းစားလို့လွယ်လွယ်လေးကျမ်းဂန်နေမှာဥပမာပေးထားဘုန်းကြီးတို့တွေမိကြီးကလေးတစ်ခုကိုရေလေးလောင်းလိုက်လို့ရှိရင်မိငိမ့်သွားတယ်။ဘာကြံသေးတုံးဆိုအပူလေးတွေကြံနေသေးတယ်နော်။
အဲ့ဒီအပူလေးတွေငြိမ်းဖို့ရအတွက်နောက်ထပ်ရေထပ်လောင်းထို့တူပဲမက်ကနေပြီးတော့မီးနဲ့တူတဲ့ကိလေသာတွေကိုညှိမ့်လိုက်တယ်သို့တော့ကိလေသာတွေရဲ့အပူငွေလေးတွေကျန်နေသေးတယ်အဲ့ဒါကိုဖို့စိတ်ကထပ်ငြိမ့်တာဒါကိုပြောတာပฏิပတ္တတိထပ်ပြီးတော့ငြိမ့်စေတယ်အဲ့ဒီအချိန်ကျတော့ခုနကမီးလောင်ထားတဲ့မီးသွေးခဲဟာလုံးဝအေးသွားပထမအချိန်ကတော့ပူးနေတော့မီးတော့မရှိဘူးပူးနေသေးတယ်အဲ့တော့ဖို့စိတ်ရောက်သွားပြီဆိုလို့ရှိရင်ပူးနေတာတောင်မရှိတော့အေးသွားပြီလို့ဒီလိုပြောတယ်အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့ကာမတက္ကတာသမာဓိဋ္ဌိတဲ့ဝိပဿနာသမာဓိဋ္ဌိဇာနာသမာဓိဋ္ဌိမေဃသမာဓိဋ္ဌိဖလသမာဓိဋ္ဌိလို့ဟောဒီလိုသမာဓိဋ္ဌိ5မျိုးဆိုပြီးတော့တချို့စာပေမှာ5မျိုးရေးတာရှိတယ်နော်တချို့ကျတော့လည်း4မျိုးပဲရေးတာလည်းရှိတယ်ထားပါတော့အမျိုးအစားဆိုတာအကြည့်လိုက်ခွဲတာပေါ့အဲ့ဒီ5မျိုးဆိုရင်တော်တော်လေးပြည့်စုံသွားတယ်ပေါ့ကောင်းပြီတမ္မာဒိဋ္ဌိဆိုတာဘုန်းကြီးတို့တွေမှတ်ရမှာအသိဉာဏ်ကိုခေါ်တယ်အသိဉာဏ်ဟာ level တွေ degree တွေရှိတယ်အသိဉာဏ်ဆိုတာမြင်တယ်အခြေခံအားဖြင့်ဘာကိုမြင်လဲကံတိတာလင်ငါပိုင်တဲ့အရာငါဟာငါနဲ့သက်ဆိုင်တာလို့ကိုလုပ်တဲ့ကံကိုနဲ့သာသက်ဆိုင်တယ်လို့မြင်တဲ့အမြင်အခြေခံအားဖြင့်မြင်တဲ့အမြင်တစ်ခုပဲသို့တော့အထက်ကဉာဏ်နေနဲ့စာလို့ရှိရင်အားပြော့တယ်သူဖယ်ရှားပြနိုင်တာကကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့မိစ္ဆာဒိဋ္ဌိဆိုတာတော့ပဲသူဖယ်ရှားနိုင်တယ်ပေါ့ကဲသူတဲ့အဆင့်မြင်တာကြတော့ဝိပဿနာသမာဓိဋ္ဌိသင်္ခါရတရားတွေနဲ့ပတ်သက်ပြီးတော့အေးတတ္တဝါဆိုတဲ့အမြင်လေးကရှိနေသေးတယ်ယုံနဲ့နာနှမျိုးသားဆိုတဲ့အမြင်မရှိဘူးတတ္တဝါဆိုတဲ့အမြင်ရှိနေတယ်အဲ့ဒီအမြင်ကိုဖယ်ရှားပြလိုက်ပြီးတော့ယုံနဲ့နာနှမျိုးသားမြင်တယ်ဆိုတာဟောဝိပဿနာယုံနဲ့နာနှမျိုးတွေမြင်ုံမကဘူးထိုယုံနာဆိုတဲ့သင်္ခါရတရားတွေဟာမမြဲဘူးအနိစ္စဆင်းရဲတဲ့ဒုက္ခကိုမပိုင်ဘူးအနတ္တဒီသဘောတွေပါမြင်လာတယ်ဟောမြင်မှုတွေကအဆင့်တက်လာတယ်ပြောဇာနာသမာဓိဋ္ဌိဆိုတာကြတော့သမာဓိစွမ်းအားတွေနဲ့ပတ်သက်လာတဲ့အသိဉာဏ်တွေရလာတယ်အဘိညာဉ်တွေရလာတယ်ထူးခြားတဲ့အမြင်တွေရလာတယ်ဟောဝိပဿနာသမာဓိဋ္ဌိကနေရင့်တန်လာလို့ရသွားတဲ့ဟာမေဃသမာဓိဋ္ဌိမေဃသမာဓိဋ္ဌိကြတော့ဒုက္ခនិရောဓလို့ခေါ်တဲ့ဒုက္ခအလုံးချုပ်ရဖြစ်တဲ့နိဗ္ဗာန်မြင်ပြီဘုန်းကြီးတို့တွေကအခုချိန်မှာမှန်းဆပြီးတော့နိဗ္ဗာန်ကိုပြောနေကြတာနိဗ္ဗာန်ကိုမမြင်သေးဘူးနိဗ္ဗာန်ကိုမြင်နိုင်တာကကိုယ်တဏ္ဍာမှာ message ပေါ်မှာမြင်တာနော်အဲ့ဒီကြရင်တော့ကိုယ်တွေ့မြင်ရပြီလို့ပြောအခုချိန်မှာမှန်းဆပြီးတော့ပြောနေကြတာဟောထားတဲ့တရားနာရွေ့ဖြစ်စေသူတော်ကောင်းတွေပြောထားတဲ့စကားကြားရွေ့ဖြစ်စေအော်နိဗ္ဗာန်ဆိုတာဒီလိုဟာမျိုးမြင်တာဝိပဿနာသမာဓိဋ္ဌိရင့်တန်လို့မေဃသမာဓိဋ္ဌိဖလားသမာဓိဋ္ဌိရောက်သွားပြီဆိုရင်သင်္ခါရတွေရဲ့ခြုံငိမ့်ရသို့မဟုတ်ဒုက္ခရဲ့ခြုံငိမ့်ရနိဗ္ဗာန်ကိုယ်တိုင်ကိုယ်ကြရှင်းရှင်းလင်းလင်းကြီးမြင်သွားပြီတဲ့ဟောအမြင်ဟာတစ်ခုနဲ့တစ်ခုအမတန်မြင်ခဲ့တဲ့နိဗ္ဗာန်ဘုန်းကြီးတို့တွေနေ့စဉ်မြင်နေတဲ့မျက်လုံးကမြင်နေတဲ့အမြင်နဲ့အမတန်မှခြားနာမျက်စိအမြင်ဆိုတာနော်တာမန်မျက်စိထဲမှာထင်ဟပ်လာတဲ့အရာပဲမြင်ရတယ်မျက်စိနဲ့မမြင်နိုင်တာတွေအများကြီးပဲအဲ့ထဲပဲအသိဉာဏ်လို့ဆိုတဲ့အခါမှာလည်းပဲအသိဉာဏ်ဟာအစဉ်စဉ်ဒီလိုရှိတယ်လို့ဒါသဘောပေါက်ပါပေါ့အေးကောင်းပြီ right view right understanding လို့ခေါ်တဲ့ထူးခြားတဲ့ဉာဏ်သွေးမှန်ကန်တဲ့ဉာဏ်အမြင်တွေကိုတမ္မာဒိဋ္ဌိလို့ခေါ်ပြီးတဲ့ဒါတမ္မာဒိဋ္ဌိဆိုတာဘာလဲတမ္မာဒိဋ္ဌိအမျိုးအစားဘယ်နှခုရှိသလဲဆိုတဲ့မှတ်သားရပေါ့ဒါဖြင့်ဒီလိုတမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်မှန်ကန်တဲ့အသိရရှိလာဖို့ရအကြောင်းတရားတွေကဘာတွေလဲဘ
ဘယ်ရာပဲဖြစ်ဖြစ်အကြောင်းတရားမရှိဘဲနဲ့မသိနိုင်ကြဘူးမပေါ်နိုင်ဘူးမြတ်စွာဘုရားကတမ္မာဒိဋ္ဌိရဲ့အကြောင်းတရားဆိုပြီးတော့ခေါ်ထားတာနှစ်ခုတည်းပဲဟောပြထားတယ်ဒါနှစ်ခုတည်းဆိုတာအခြေခံအကြောင်းတရားတွေကိုဟောတဲ့သဘောနှစ်ခုတည်းကဘာတော့ဆိုရင်နံပါတ်1ကပရတောခောတာကိုပေါင်းတင်ဆက်ဆံတဲ့ပုဂ္ဂိုလ်သို့မဟုတ်ကိုကိုးကွယ်တဲ့ဆရာသမားထံကတရားဓမ္မနာယူရခြင်းဒါပရတောခောတာလို့ခေါ်တယ်ခောတာဆိုတာအတန်ပဲတရားသံဟောပြောတဲ့အတန်ဆိုလိုတာကသူတော်ကောင်းတရားကိုကြားနာတာကိုဆိုလိုတယ်ပရတောခောတာဆိုပါစို့ရှင်သာရိပုတ္တရာမထေရမြတ်တောင်ငကိုယ်တော်ကတမ္မာဒိဋ္ဌိမှာဟုတ်မှာမဟုတ်တာတမ္မာဒိဋ္ဌိမှာရှိမှာမရှိတာသူလက်ခံထားတာကမိစ္ဆာဒိဋ္ဌိဖြစ်နေဟောရှင်အတ္တဇိကနေပြီးယေဓမ္မာဟိတုပ္ပဝါတေတံဟိတုံတထာဂတောဆိုတဲ့ဒီဓမ္မဒေသနာကိုဟောပြောလိုက်တဲ့အတန်ဒါပရတောခောတာပဲရှင်အတ္တဇိထံကကြားရရတဲ့တရားသာအဲ့ဒါကအကြောင်းတစ်ခုတဲ့တမ္မာဒိဋ္ဌိဖြစ်ဖို့ရအတွက်ဒီအတန်မကြားရပဲနဲ့ဆိုလိုတာကတရားမနာရပဲသူတော်ကောင်းတရားမနာရပဲနဲ့မှန်ကန်တဲ့အမြင် right understanding right view ဆိုမဖြစ်နိုင်ဘူးဒါပြောတာနော်မဖြစ်နိုင်ဘူးကဲဒါဖြင့်ဒါကပြင်ပကအကြောင်းတရားမို့ဗဟိတ external condition လို့ခေါ်တယ်ပြင်ဘက်ကအကြောင်းတရားတစ်ခုပဲ external condition နဲ့ internal condition ဆိုပေါင်းဘယ်ရာပဲဖြစ်ဖြစ်အတွင်းနဲ့အပြင်ပေါင်းစပ်တာအခုလျှက်စစ်မီးလာနေတယ်ဆိုတာမီးကြိုးနှစ်ခုပေါင်းစပ်တာနော်နှစ်ခုပေါင်းမှအဲ့ဒါလိုပဲအခုအပြင်ဘက်ကတရားသံဘလောက်ကြာအတွင်းကအကြောင်းတရားမပါရင်မရဘူးနော်သာဝတိပြည်မှာဇေရုံအကြောင်းမှာမြတ်စွာဘုရားတရားဟောတာပဲသာဝတိမြို့မှာရှိတဲ့လူတွေအကုန်လုံးအကျွတ်တရားရတာမဟုတ်ဘူးဘာဖြစ်လို့မရတာတော့ဆိုအတွင်းအစ္ဆဒအကြောင်းတရား internal condition မကောင်းလို့အပြင်ကတော့ဘုရားရဲ့တရားသံကြားနေကြရတာသို့တော့အတွင်းကမကောင်းရင်မရဘူးအတွင်းလဲကောင်းရမယ်အပြင်လဲကောင်းအဲ့ဒါဖြင့်အတွင်းအကြောင်းအရာဆိုပါတော့ဆိုယောနိသောမနတိကာရယောနိသောဆိုတာမှန်ကန်တဲ့နိလန်းနဲ့မနတိကာရစိတ်ထဲမှာနှလုံးသွင်းခြင်းသိမှတ်ခြင်းအင်္ဂလိပ်လိုပြန်ကြတဲ့အခါတော့ wise attention လို့ပြန်လေးရှိတယ် attention ပဲထိုတရားပေါ်မှာမှန်ကန်တဲ့နိလန်းနဲ့ဆင်ញင်သုံးသပ်နိုင်တဲ့ပညာစွမ်းရှိရမယ်ဆိုလိုတာကတော့တရားပေါ်မှာအလေးနဲ့ထားပြီးတော့ဆင်ញင်နိုင်တဲ့ပညာရှိဖို့လိုတယ်ကဲဗမာလိုရှင်းရှင်းပြောမယ်ဆိုရင်တမ္မာဒိဋ္ဌိဖြစ်ဖို့ရအတွက်နံပါတ်1ကတရားနာရမယ်နံပါတ်2ကဓက္ခံဖြစ်တဲ့အသိဉာဏ်ရှိရမယ်ဟောဒီနှစ်ခုပေါင်းစပ်မှတမ္မာဒိဋ္ဌိဆိုတာဖြစ်တယ်လို့ပြောတာပဲဟောပရတောခောတာနဲ့ယောနိသောမနတိကာရစာပေလိုမှတ်ချင်အဲ့ဒါလိုပဲမှတ်ပရတောဆိုတာတစ်ဖက်သားတခြားပုဂ္ဂိုလ်တူထံမှခောတာဟောပြောတဲ့အတန်ယောနိသောမနတိကာရမှန်မှန်ကန်ကန်နှလုံးသွင်းခြင်းအတိညာဖြင့်ဆင်ញင်သုံးသပ်နိုင်ခြင်းဆိုတဲ့ယောနိသောမနတိကာရအဲ့ဒီနှမျိုးနဲ့ပြည့်စုံမှတမ္မာဒိဋ္ဌိဆိုတာဖြစ်ပါတယ်တဲ့ဒါတမ္မာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရားနှမျိုးလို့ဒီလိုမှတ်အဲ့တော့ကိုယ်တဏ္ဍာမှာပြည့်စုံရမယ့်အကြောင်းတရားကတော့ယောနိသောမနတိကာရပဲထိုယောနိသောမနတိကာရတစ်ခုတည်းနဲ့မရဘူးခုနကသူတော်ကောင်းတရားကြားနာခွင့်ရမှုဆိုတာအရေးပါသေးတယ်အဲ့ဒီအကြောင်းနှစ်ရပ်ပေါင်းစားလိုက်တဲ့အခါကျတော့မှတမ္မာဒိဋ္ဌိဆိုတာလေးတစ်ခုဖြစ်ပေါ်လာတာကိုယ်တဏ္ဍာကောင်းပြီအဲ့ဒီလိုဖြစ်ပေါ်လာတဲ့တမ္မာဒိဋ္ဌိဟာတမ္မာဒိဋ္ဌိအမျိုးအစားတွေကိုချက်ထွင်ပြီးတော့ကြည့်မယ်ရှင်သာရိပုတ္တရာမထေရမြတ်ကအလွန်ဉာဏ်ကြီးတာအလွန်ဉာဏ်ကြီးတဲ့အခါကျတော့
တမ္မာဒိဋ္ဌိနဲ့လူတွေကပြောကြတယ်တဲ့ဘယ်အတိုင်းတာနဲ့မှတမ္မာဒိဋ္ဌိခေါ်မလဲလို့ဆိုတဲ့အခါရှင်သာရိပုတ္တရာကအများနာလဲအောင်ဟောထားတဲ့တမ္မာဒိဋ္ဌိတုတ်ဆိုတာမဇ္ဈိမနိကေမှာပါရှိတယ်စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်များမဇ္ဈိမနိကေဥပရိပန္နတမှာတမ္မာဒိဋ္ဌိတုတ်ကိုဖတ်ရှုလို့ရပါတယ်မြန်မာပြန်ထားတာလည်းရှိတယ်မဇ္ဈိမနိကေကတုတ်ပေါင်း152တုတ်ရှိတယ်ထိုတုတ်တွေကမတိုးမရှိမှုအလဲအလတ်မှုမဇ္ဈိမလို့ခေါ်တာနိကာယဆိုတာစုဆောင်းထားတာ collect လုပ်ထားတာပေါ့နော် collection of the middle discourse လို့ဘာသာပြန် collection of middle discourse middle discourse အရှိကြီးလည်းမဟုတ်ဘူးအတူကြီးလည်းမဟုတ်ဘူးသိရှိတဲ့တုတ်တွေကြတော့ဒီကနိကာယလို့ခေါ်တယ်နော်ဒီကနိကာယကြတော့ရှည်လျားတဲ့တုတ်တန်ကြီးသူက34တုတ်ရှိတယ်ဒီကနေ့မြန်မာနိုင်ငံမှာဒီတုတ်တွေကဖတ်ရှုလို့နားလည်နိုင်တဲ့အနေအထားရှိပါတယ်။ညာမဇ္ဈိမနိကေလို့ဆိုတာကခေါနအလေလတ်အရှိကြီးမဟုတ်အတူလည်းမဟုတ်တဲ့တုတ်ပေါင်း152တုတ်အဲ့ဒီမှာတမ္မာဒိဋ္ဌိတုတ်ဆိုတာရှင်သာရိပုတ္တရာကယဟန်တွေကိုရှင်းလင်းဟောကြားခဲ့တယ်တန်ခါပရိသတ်မှာယဟန်တွေကိုရှင်းလင်းဟောကြားခဲ့တဲ့တုတ်တန်တစ်ခုရှိတယ်အဲ့ဒီတုတ်ကိုအတူချုပ်ပြီးတော့ပြောကြရအောင်ရှင်သာရိပုတ္တရာကပြောတယ်အေးလူတွေပြောကြတယ်တဲ့တမ္မာဒိဋ္ဌိနဲ့သူပြောကိုပြောနေကြတယ်ဘလောက်အတိုင်းတာနဲ့မှတမ္မာဒိဋ္ဌိဖြစ်တယ်လဲတမ္မာဒိဋ္ဌိဖြစ်ဖို့ရအတိုင်းတာဘလောက်ရှိတယ်လဲဆိုပြီးပြောတဲ့အခါရှင်သာရိပုတ္တရာမထေရမြတ်ကရှင်းလင်းပြီးတော့ဖြေပေးတယ်အကုသိုလ်ကိုအကုသိုလ်လို့သိတာအကုသိုလ်ရဲ့အခြေခံတရားကိုအကုသိုလ်ရဲ့အခြေခံတရားလို့သိတာကုသိုလ်ကိုကုသိုလ်လို့သိတယ်ကုသိုလ်ရဲ့အခြေခံမူလတရားကိုကုသိုလ်ရဲ့အခြေခံမူလတရားလို့သိတာအဲ့ဒါလို့သိခြင်းဟာတမ္မာဒိဋ္ဌိပါပဲဒါသိအခြေခံကြတဲ့တရားတစ်ခုပဲဗမာလိုပြောမယ်ဆိုလို့ရှိရင်အကောင်းနဲ့အဆိုးခွဲခြားသိတာပေါ့ကုသိုလ်အကုသိုလ်သိတယ်အပြစ်ရှိတယ်အပြစ်မရှိဘူးသိတယ်ဆိုတာဒါအမတန်မှအရေးကြီးတဲ့ဟာတစ်ခုပဲကုသိုလ်အကုသိုလ်သိတယ်ဆိုတာအပြစ်ရှိတဲ့တရားနဲ့အပြစ်မရှိတဲ့တရားကိုသိတာအကောင်းနဲ့အဆိုးကိုသိတာအဲ့ဒီအကောင်းတွေရဲ့အကြောင်းတရားကအခြေခံကဘာလဲအဆိုးတွေရဲ့အခြေခံဘာလဲလို့သိတာအဲ့ဒီမှာလည်းပဲရှင်းရှင်းလေးရဲ့တမ္မာဒိဋ္ဌိဖြစ်ဖို့ရာအတွက်တဲ့အကုသိုလ်ကိုအကုသိုလ်လို့သိရမယ်အကုသိုလ်ရဲ့အကြောင်းတရားတွေကိုအကုသိုလ်ရဲ့အကြောင်းတရားလို့သိရမယ်တဲ့ဒါဖြင့်အကုသိုလ်ဆိုတာဘာတွေလဲလို့ဆိုဒုစရိုက်7ပါးကိုပြောတာပဲဒါအများသိနေတဲ့ဒုစရိုက်7ပါးအေးအကုသိုလ်ဆိုတာတခြားမဟုတ်ဘူးတဲ့သူများတဲ့တတ်တာအကုသိုလ်ပေါ့တဲ့သူများဥစ္စာခိုးတာသူတော်ဘာသာမယာကျူးလွန်ပြောပြမှားတာဟောကြည့်လိန်လေပြောတာတူနဲ့တူမတည့်အောင်ဂုံးတိုက်တာဆဲတာဆိုတာအကျိုးမရှိတဲ့စကားတွေကိုပြောတာသူများပစ္စည်းကိုကိုပစ္စည်းဖြစ်ခြင်းနဲ့လောဘနဲ့တွေးတာလူတယောက်ပျက်စီးစေလို့တဲ့ဒေါသနဲ့တွေးတဲ့အတွေးကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့မှားယွင်းတဲ့အယူဆအလုံးပေါင်းလိုက်တဲ့အခါကျတော့10ခုမြန်မာလူမျိုးတွေဘုရားဘာသာတွေသိတဲ့အတိုင်းဒုစရိုက်10ပါးလို့လည်းခေါ်တယ်အကုသလကမ္မပဋ္ဌတရား10ပါးလို့ခေါ်တယ်အေးအကုသိုလ်ဆိုတာအဲ့ဒါတွေကိုခေါ်တာအကုသိုလ်ရဲ့မူလအကြောင်းရင်းဆိုတာဘာတော့အေးအကုသိုလ်ရဲ့အကြောင်းတရားဆိုတာတခြားမဟုတ်ဘူးတဲ့လောဘဒေါသမောဟဒါအကုသိုလ်ရဲ့အကြောင်းတရားအကုသလမူလပဲလောဘဒေါသမောဟရှိနေသမျှခုနကဘာနာတိပါဒစသည်ဖြစ်နေဥမှာပဲဘာနာတိပါဒဖြစ်တာကဘာကြောင့်ဖြစ်တာတော့ဆိုဘာနာတိပါဒဟာဒေါသအခြေခံဖြစ်တာတဲ့သူများတဲ့ကိုတတ်တယ်ဆိုတာကြည့်လေ
လူသားမှုကျူးလွန်တယ်ဆိုတာစိတ်ဆိုးမှန်ဆိုးဖြစ်ပြီးတော့တတ်တာပဲလေသွေးနဲ့တတ်တာမရှိဘူးလားလို့ဆိုသွေးနဲ့တတ်တဲ့လူကလည်းရံညိုးရှိလို့တတ်တာပဲဟောတတ်မှုကိစ္စမှန်သမျှဒေါသအခြေခံနေတယ်အဲကြောင့်မို့အဘိဓမ္မာထသင်္ဃာအကျမ်းမှာဒေါသမူလေနဇာယန္တိဒေါသကြောင့်ဖြစ်တာအဒိဏဒါနကြတော့ဘာအခြေခံတာတော့ဆိုလောဘပေါ့လိုချင်လို့ခိုးတာလောဘအခြေခံနေပေါ့ဒီလိုဆိုလို့လေအဲ့ဒါလို့လောဘရှိနေမယ်ဒေါသရှိနေမယ်မောဟရှိနေမယ်ဆိုလို့ရှိရင်အကုသိုလ်တွေဖြစ်တာမို့အဲ့ဒီလောဘဒေါသမောဟဆိုတာတွေကိုအကုသလမူလအဲ့ဒီအကုသလမူလကိုပဲနာမည်တစ်မျိုးနဲ့24ပစ္စည်းမှာဟေတုပစ္စယောဟေတုလို့ခေါ်တာဟေတုဆိုတာသစ်ပင်ကြီးတစ်ပင်မှာရေတောင်းမြင့်ခိုင်မာနေလို့ရှိရင်ထိုသစ်ပင်ရဲ့အကိုင်းတွေအခက်တွေအရွက်တွေအပွင့်တွေအသီးတွေစီပင်နေတယ်လို့ပဲအကုသိုလ်မှုတွေဟာလောဘရှိနေမယ်ဒေါသရှိနေမယ်မောဟရှိနေမယ်ဆိုရင်ဒီအမြင့်တွေချောင်းမို့လို့အကုသိုလ်တွေဟာဆက်လက်ရှင်သန်နေတယ်လို့ဒီလိုပြောတာဒါဟိတုပစ္စည်းရဲ့အဓိပ္ပာယ်အဲ့ဒါလို့ဆိုလို့တယ်ဟေတုဆိုတဲ့နာမည်နဲ့သုံးတာတခါတည်းအဲ့ဒီဟေတုကိုပဲမူလဆိုတဲ့နာမည်နဲ့သုံးတာမူလဆိုတာအမြင့်ပဲလေတိုက်ရအမြင့်ကိုခေါ်တာအကုသိုလ်ရဲ့အမြင့်တွေအဲ့ဒီအမြင့်ရှိနေလို့ရှိရင်ခေါဏကအကိုင်းအခက်နဲ့တူတဲ့တတ်မှုဖြတ်မှုလူရမှုဆိုတဲ့ဒုစရိုက်တွေအကုန်ရှင်သန်ထွန်းကားနေမှာဒါကြောင့်မလို့ဗုဒ္ဓတရားတော်ကိုသိကြတဲ့ပုဂ္ဂိုလ်တွေကကမ္ဘာငြိမ်းချမ်းရေးကိုကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေလက်နဲ့ကြီးတွေကိုင်းနေပြီးတော့ငြိမ်းချမ်းရေးကြိုးစားနေတယ်ဘယ်လိုမှမဖြစ်နိုင်ဘူးကမ္ဘာငြိမ်းချမ်းရေးရကြလို့ရှိရင်လူတွေတဏ္ဍာမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေကိုဖယ်ရှားအောင်သို့မဟုတ်ငြိမ်ဝတ်သွားအောင်လုပ်နိုင်တဲ့အကျင့်ကမှသာလေကမ္ဘာငြိမ်းချမ်းရေးကိုပေးနိုင်တယ်လို့ဒီလိုပြောတာနော်ခုလို့အကုသိုလ်ကိုအကုသိုလ်လို့သိတာဟာတမ္မာဒိဋ္ဌိပဲတဲ့ရှင်သာရိပုတ္တရာတခါကုသိုလ်ကိုကုသိုလ်လို့သိတာလည်းပဲတမ္မာဒိဋ္ဌိပဲတဲ့ဒါဖြင့်ကုသိုလ်ဆိုတာဘာတွေလဲလို့မေးလို့ရှိရင်ရှေရှေဝေးဝေးမတွေးနဲ့သူများအသက်တတ်တာကရှောင်တယ်သူများဥစ္စာခိုးခြင်းမှရှောင်တယ်သူတစ်ပါးသားမယားပြစ်မှားခြင်းမှရှောင်တယ်ဟောလိမ့်မပြောဘူးမှန်တာပဲပြောတယ်ဂုံးမတိုက်ဘူးတယောက်နဲ့တယောက်ညီညွတ်အောင်လုပ်ပေးတယ်မဆဲဘူးချိုသာတဲ့စကားကျင်နာတဲ့စကားမျိုးပဲပြောတယ်အကျိုးမဲ့စကားတွေနဲ့အချိန်မဖြုံးဘူးကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေတဲ့စကားမျိုးတွေပဲပြောတယ်သူများပစ္စည်းကိုရလုံမှုနဲ့ဘယ်တော့မှလောဘနဲ့မတွေးဘူးသူတစ်ပါးတယောက်ပျက်စီးလို့တဲ့စိတ်နဲ့ဘယ်တော့မှဒေါသနဲ့မတွေးဘူးကံကံရဲ့အကျိုးကိုလက်ခံတယ်ဆိုတာဟောတာတွေကကုသိုလ်တွေပဲဒါဖြင့်အဲ့ဒီကုသိုလ်တွေရဲ့မူလအခြေခံအကြောင်းတရားပါလဲလို့ဆိုရင်ခုနကလောဘကိုဖယ်ရှားပြစ်နိုင်တဲ့အာလောဘဒေါသကိုဖယ်ရှားပြစ်နိုင်တဲ့အာဒေါသမောဟကိုဖယ်ရှားပြစ်နိုင်တဲ့အာမောဟအာလောဘအာဒေါသအာမောဟဆိုတဲ့ဒီတဘာဝတရားတွေဟာကုသိုလ်ရဲ့အမြင့်ပဲဒီတဘာဝတရားတွေမိမိတဏ္ဍာမှာရှင်သန်နေသေးသမျှကုသိုလ်တရားတွေရှင်သန်နေမှာပဲဟေတုပစ္စယောကုသိုလ်ဘက်ကဒါကြောင့်မို့လို့စာပေမှာဟိတ်6ပါဟိတ်6ပါဆိုတာဟိတ်ဆိုတော့လူတွေကနားလည်ခြင်းမှလဲမှာပေါ့စကားအသုံးနှုန်းကစာပေအသုံးနှုန်းဖြစ်နေအဲ့တော့ဟေတုဆိုတာအင်္ဂလိပ်လိုပြန်လို့ရှိရင်45မှာ45လောက်တယ်ဆိုတာခိုင်မာအောင်လုပ်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်လောဘဒေါသအကုသိုလ်တွေခိုင်အောင်လုပ်တယ်အာလောဘအဒေါသအမောဟကုသိုလ်တွေခိုင်အောင်လုပ်တယ်ဟောဒီသဘောကိုပြောတာကောင်းပြီရှင်သာရိပုတ္တရာမထေရမြတ်ကအခြေခံအပြင်လောဘဒေါသမောဟအာလောဘဒေါသအမောဟအခြေခံပြီးတော့ဖြစ်လာတဲ့ကုသိုလ်အကုသိုလ်ကုသိုလ်ရဲ့အကြောင်းတရားအကုသိုလ်ရဲ့အကြောင်းတရားဒါသိရင်ပဲတမ္မာဒိဋ္ဌိဆိုတာခေါ်နိုင်ပါတယ်ဒါတမ္မာဒိဋ္ဌိပါပဲအဲ့ဒီကနေတဆင့်တက်ပြီးတော့အကုသိုလ်ဆိုရင်ဖယ်ရှားရတယ်ကုသိုလ်ဆိုရင်တိုးပွားအောင်လုပ်ရမယ်ဟောအတိတွေကကုသိုလ်အကုသိုလ်သိပြီးတဲ့နောက်မှာဘာလုပ်ရမလဲဆိုအကုသိုလ်ဆိုတာပါဟတ္တပ
မိမိတဏ္ဍာမှာမဖြစ်စေရဘူးဖယ်ရှားရမယ်ကုသိုလ်ဆိုတာဘာဝေတ္တပါကိုယ်တဏ္ဍာမှာဖြစ်စေရမယ်တူးပေါအောင်လုပ်ရမယ်ဟောလုပ်ငန်းသဘောပါလာအဲ့ဒါလို့သိလို့ရှိရင်သမ္မာဒိဋ္ဌိလို့ဒီလိုခေါ်တာဒါနဲ့မကဘူးရှင်သာရိပုတ္တရာအဲ့ထက်မှာသစ္စာလေးပါးကိုသိတာလဲသမ္မာဒိဋ္ဌိတဲ့နောက်တစ်ခါပရိစ္ဆသမုပ္ပါဒ်ကြီးတစ်ခုလုံးကိုထည့်သွင်းပြီးတော့ဟောတော်လိုက်သေးတယ်သမ္မာဒိဋ္ဌိကိုရှင်းပြပုံပရိစ္ဆသမုပ္ပါဒ်ကိုထည့်သွင်းသွားဘယ်လိုထည့်သွင်းသွားတော့ဆိုရင်အိုရမယ်နာရမယ်ဆိုတာသိတာလဲသမ္မာဒိဋ္ဌိပဲတဲ့နော်စရာမရဏအိုခြင်းတရားသိခြင်းတရားကိုသိတာသမ္မာဒိဋ္ဌိတဲ့အဲ့ဒီအိုခြင်းတရားသိခြင်းတရားဟာဘာကြောင့်ဖြစ်တာတုံးဆိုရင်ဇာတိသမှုရယစရာမရဏသို့မဟုတ်ဇာတိပစ္စယစရာမရဏဇာတိဟာအကြောင်းတရားပဲစရာမရဏကိုသိတယ်စရာမရဏရဲ့အကြောင်းတရားဖြစ်တဲ့ဇာတိကိုသိတယ်ဒါဖြင့်အဲ့ဒီစရာမရဏရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုလည်းသိတယ်ထိုစရာမရဏချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကဘာလဲသမ္မာဒိဋ္ဌိစတဲ့မဂ္ဂင်၈ပါးအကျင့်တရားပဲလို့ဒီလိုသိတယ်ဟောပရိစ္ဆသမုပ္ပါဒ်ကိုနောက်ကြောင်းပြန်ပြီးတော့ရှင်သာရိပုတ္တရာကသမ္မာဒိဋ္ဌိကို၄မျိုးခွဲပြီးတော့သစ္စာ၄ပါးရဲ့ပုံစံနဲ့ရိုက်ပြီးတော့ဟောသွားတာသစ္စာ၄ပါးပုံစံနဲ့အကွက်ထည့်ပြီးတော့ဟောသွားတယ်ဇာတိကိုသိတယ်ဇာတိရဲ့အကြောင်းတရားကဘာလဲဘဝပစ္စယဇာတိဇာတိရဲ့အကြောင်းတရားကိုလည်းသိတယ်ဇာတိရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုသိတယ်ထိုချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဆိုတာမဂ္ဂင်၈ပါးပဲဒါကိုလည်းသိတယ်ဆိုပြီးတော့ပရိစ္ဆသမုပ္ပါဒ်ကိုနောက်ဆုတ်ပြီးတော့ပြောသွားတာနောက်ဆုံးဘယ်ထိရောက်သွားတော့လို့ဆိုတဲ့အခါအဝိဇ္ဇာထိအောင်ရောက်သွားဝိဇ္ဇာထိအောင်ရှင်းသွားဒါဖြင့်အဝိဇ္ဇာပြီးတော့ရပ်သွားလားလို့ဆိုမရပ်သေးဘူးအဝိဇ္ဇာကြောင့်ဘာတွေဖြစ်တုံဆိုအာတဝဆိုပြီးတော့တခါလာပြန်တယ်အာတဝကာမတဝဘဝတဝဒိဋ္ဌတဝအာတဝဆိုတာမပြတ်စည်းဝင်နေတဲ့သဘောပဲဘုန်းကြီးတို့တဏ္ဍာမှာသို့မဟုတ်တတ္တဝါတွေတဲ့တဏ္ဍာမှာမပြတ်စည်းဆင်းပြီးတော့စည်းဝင်နေတာဟာဘာလဲလို့ဆိုရင်လောဘဟာမပြတ်စည်းဝင်နေတာပဲမှားရတဲ့အယူဝါဒတွေဟာလည်းမပြတ်စည်းဝင်နေတဲ့သဘောပဲတကဘာလုံးအပြန့်အနှံ့လူပြည်တွေမကဘူးနတ်ပြည်ဗြဟ္မပြည်ထိအောင်စည်းဝင်နေတယ်အဝိဇ္ဇာဆိုတဲ့သဘောတရားတွေကလည်းစည်းဝင်နေတယ်ကာမတဝတဲ့ဘဝတဝတဲ့ဒိဋ္ဌတဝတဲ့အဝိဇ္ဇာတဝတဲ့အာသဝတရား၄ပါးလို့ခေါ်တယ်အဲ့ဒီအာသဝတရား၄ပါးကိုတရားကိုကောက်လိုက်ရင်ကာမတဝနဲ့ဘဝတဝဆိုတာလောဘကိုပြောတာဒိဋ္ဌတဝဆိုတာဒိဋ္ဌိကိုပြောတာအဝိဇ္ဇာတဝကမောဟကိုပြောတာစွမ်းအားထက်ပြီးတော့တတ္တဝါတွေရှိသမျှဘုံဌာနတွေအမြဲမပြတ်စည်းဝင်နေတဲ့သဘောတရားတွေသို့မဟုတ်တန်တရားထဲမှာအလွန်ကိုကြာညောင်းခဲ့တဲ့အချင်းပေါက်နေတဲ့သဘောတရားတွေလို့ဒီလိုဆိုလိုတာပဲအဲ့ဒီအာတဝတွေကိုလည်းသိတယ်အာတဝရဲ့အကြောင်းတရားကိုလည်းသိတယ်အာတဝချုပ်ရာနိဗ္ဗာန်ဆိုတာကိုလည်းသိတယ်အာတဝချုပ်ရာရောက်ကြောင်းမဂ္ဂင်၈ပါးအကျင့်တရားဆိုတာကိုလည်းသိတယ်လို့ဆိုတဲ့ဒီအသိဟာသမ္မာဒိဋ္ဌိပါပဲလို့အဲ့ဒီမဇ္ဈိမနိကေမှာလာတဲ့သမ္မာဒိဋ္ဌိတုတ်မှာရှင်သာရိပုတ္တရာမထေရမြတ်ကဒီလိုရှင်းပြီးတော့ဟောထားတယ်အဲ့တော့ရှင်သာရိပုတ္တရာရဲ့နိနာနေတရားကိုယူပြီးတော့အကျယ်ချဲ့ကြည့်မယ်ဆိုလို့ရှိရင်ဘုရားတရားတော်နဲ့ပတ်သက်ပြီးတော့ကြည့်စရာတွေအများကြီးပဲပေါ့အလုံးသိသိလိုက်တာတွေကိုသိတာအဲ့ဒါသမ္မာဒိဋ္ဌိပဲလို့ဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့ဒါဖြင့်ကောင်းပြီဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာပရတောခောတလို့ဆိုတဲ့တရားနာရတာရဲ့ယောနိသောမနတိကာရဆိုတဲ့အသိဉာဏ်နဲ့စဉ်းစားနိုင်တာရဲ့ဒီနှစ်ခုကြောင့်သမ္မာဒိဋ္ဌိဆိုတဲ့အပင်ကလေးတစ်ခုပြိုးမိပြီကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာရောက်လာပြီဆိုလို့ရှိရင်ရှင်သန်ထွားကြိုင်အောင်ဘာလုပ်ရမလဲဘုန်းကြီးတို့တွေသစ်ပင်လေးတစ်ပင်စိုက်တယ်သစ်ပင်လေးတစ်ပင်စိုက်တဲ့အခါဘာလုပ်ရလဲကြည့်မယ်ဆိုလို့ရှိရင်မြေတောင်မြောက်ပေးရတယ်
အဲ့ဒီတစ်ပင်ပေါ်မှာလာပြီးတော့ကြတဲ့ပိုးတွေဘာတွေပင်ကူမှင်တွေဒါတွေကိုဖယ်ရှားပြရတယ်တစ်ပင်ဆိုင်တဲ့လူတွေဒါတွေသိတယ်နော်ဟုတ်လားရေလောင်းတယ်ပေါင်းတင်တယ်နောက်ပြီးတော့ဗာမြေဩဇာထည့်ပေးရတယ်ဖာတလိုက်ဇာထည့်ပေးရတယ်စိတ်တို့နွားတို့မစားရအောင်ခြံခတ်ပေးရတယ်ဟောတစ်ပင်နဲ့ပတ်သက်ပြီးတော့စောင့်ရှောက်တယ်အဲ့ဒါလို့စောင့်ရှောက်လိုက်လို့ရှိရင်ထိုတစ်ပင်လေးဟာအညွန့်တလူလူနဲ့တက်လာပြီးတော့နောက်ဆုံးမှာလှပတဲ့အပွင့်လေးတွေပွင့်လို့လိုချင်တဲ့အသီးလေးတွေကိုသီးပေးမှဖြစ်တယ်ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာလည်းပဲအခုပြောခဲ့တဲ့ပရဒေါဂောသနဲ့ယောနိသောမနတိကာရဆိုတဲ့အကြောင်းတရားလေးနှစ်ခုပေါ်မှာအခြေခံပြီးတော့တမ္မာဒိဋ္ဌိဆိုတဲ့အပင်ကလေးပြိုးမိထားပြီးဝိပဿနာတမ္မာဒိဋ္ဌိပဲဖြစ်ဖြစ်နော်ကာမတက္ကတာတမ္မာဒိဋ္ဌိပဲဖြစ်ဖြစ်အဲ့ဒီအပင်ကလေးပြိုးမိထားတယ်ပြိုးမိထားတဲ့ဟောဒီအတိညာဏ်လို့ခေါ်တဲ့တမ္မာဒိဋ္ဌိပင်ပြိုလေးရှင်သန်နေအောင်ဘာတွေလုပ်ပေးသင့်တယ်လဲဆိုတာကိုလည်းမြတ်စွာဘုရားကဟောထားတာရှိတယ်အဲ့ဒီတုတ်ကိုအနုဂဟိတတုတ်လို့ခေါ်တယ်စာပေကိုစိတ်ဝင်စားလို့ရှိရင်တော့အင်္ဂုတ္တရနိကာယပိစကနိဗ္ဗတ်ဆိုတာကိုဖတ်ကြည့်လို့ရှိရင်တွေ့အနုဂဟိတသိအနုဂဟိတဆိုတာအထောက်ကူပြုခြင်းကုညီထောက်ပံ့ပေးခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့ဒီအနုဂဟိတသုတ်ကိုဖတ်ကြည့်မယ်ဆိုလို့ရှိရင်မိမိတို့ရင်ထဲမှာပြိုးမိထားတဲ့တမ္မာဒိဋ္ဌိဆိုတဲ့အပင်လေးကိုဘာနဲ့ထိမ့်သိမ်းဆောက်ရှောက်ပေးရမလဲတမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်လေးရှင်သန်ထွားကြိုင်းလောက်အောင်ဘာလုပ်ပေးရမလဲဆိုတာကိုမြတ်စွာဘုရားဟောထားတာရှိတယ်ဘာနဲ့အထောက်အကူပြုရမလဲဆိုနံပါတ်1ကသီလာနုဂဟိတာကိုချင်းတရားနဲ့အထောက်အကူပြုပေးထားပါကိုချင်းတရားပြက်ပြီဆိုလို့ရှိရင်ဒီတမ္မာဒိဋ္ဌိဟာရှင်သန်နိုင်ခြင်းမရှိဘူးเนาะကိုချင်းတရားလို့ဆိုလို့ရှိရင်ကဲတစ်ပင်လေးတစ်ပင်တော့ပြိုးတော့ထားပါရဲ့ခြံစည်းကိုကာမထားဘူးဆိုလို့ရှိရင်အကောင်မလောင်တွေကဝင်ပြီးတော့မစားပေဘူးလားဩခဏခဏအညွန့်ကျိုးရှင်သန်နိုင်စွာမရှိဘူးเนาะအဲ့ဒါလိုပဲမိမိတဏ္ဍာမှာရှိတဲ့တမ္မာဒိဋ္ဌိဆိုတဲ့ဒီအသိဉာဏ်လေးရှင်သန်ဖို့အတွက်ကိုချင်းတရားဆိုတာလေးနဲ့ခြံခတ်ပေးဖို့လိုတယ်တဲ့ဒါပြောတာကိုချင်းတရားသီလာနုဂဟိတတမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်လေးကိုကိုချင်းတရားလေးနဲ့ပံ့ပိုးပေးပါတဲ့ထောက်ကူပြုပေးပါဒါကြောင့်မို့ကိုချင်းတရားခိုင်ခိုင်မာမာရှိရမယ်ဒီကိုချင်းတရားဆိုတော့ဘာတွေလဲလို့မေးစရာရှိတယ်မြတ်စွာဘုရားကလွယ်လွယ်လေးဟောထားတာကိုချင်းတရားဆိုတာမလုပ်ရတာကိုမလုပ်ဖို့နဲ့လုပ်ရမယ့်ဟာကိုလုပ်ဖို့ပါဒီနှစ်ခုပါစာလို့ပြောလို့ရှိရင်ဝါရိတ္တသီလတားမြစ်ထားလောကမှာလည်းပဲဥပဒေနိုင်ငံတော်အစိုးရတွေကချမှတ်ထားတဲ့ဥပဒေဆိုတာမလုပ်ရဘူးနဲ့လုပ်ရမှာနှစ်ခုပဲရှိတာပါဒီနှမျိုးပဲရှိတာမဟုတ်လားလောကလူတွေမှာကိုချင်းတရားဆိုတာလည်းမလုပ်ရမှာနဲ့လုပ်ရမှာဒီနှစ်ခုတည်းပဲရှိတယ်အကျဉ်းချုပ်လိုက်လို့ရှိရင်အေးမလုပ်ရဘူးလို့ပြောတာဝါရိတ္တသီလလုပ်ရမယ်လို့ပြောတာစာရိတ္တသီလကဲမလုပ်ရဘူးလို့ပြောတာအလုံးသိတဲ့အတိုင်းပဲပါဏာတိပါဒအရိဏဒါနဆိုတဲ့ဒီ၅ပါးသီလနဲ့ပတ်သက်တဲ့ပြစ်မှုတွေဒါတွေကိုမလုပ်ရဘူးလို့ပြောတာအဲ့ဒါတွေလုပ်လို့ရှိရင်တမ္မာဒိဋ္ဌိဟာရှင်သန်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့တမ္မာဒိဋ္ဌိရှင်သန်ခြင်းမလုပ်ရမယ့်ဟာကိုရှောင်ဖို့လိုတယ်ဒါဖြင့်လုပ်ရမယ့်ဟာဘာတွေလဲလှုပ်တဲ့လှုပ်ထိုက်တာကကြည့်လေစာရိတ္တသီလဆိုတာမိဘဆိုတာပြုစုလုပ်ကြွရတယ်ကုသိုလ်ကောင်းမှုတွေဆိုတာလုပ်ရတယ်စသဖြင့်လောကမှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုမြတ်စွာဘုရားညွှန်ထားတယ်လူရလွတ်ဖြစ်လာလို့ရှိရင်လူလောကအကျိုးပြုတဲ့လုပ်ငန်းတွေဒါလှုပ်ရမှာပြောတာလှုပ်တဲ့လှုပ်ထိုက်တာတွေပြောတာအဲ့ဒီလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်ပြီးဆိုပါစို့လောကလူတွေစီးပွားရှာကြတယ်စီးပွားဥစ္စာရထားတဲ့စီးစိမ်ဥစ္စာတွေကဘာလို့ဖို့
ဟောသိမ့်ထားဖို့လားသိမ့်ထားဖို့မဟုတ်ဘူးရထားတဲ့စီးစိမ်ဥစ္စာတွေနဲ့ဘာလို့အတ္တနံဒုခေတိကိုချမ်းသာအောင်နေရမယ်ဒီပစ္စည်းတွေကိုအသုံးပြုပြီးတော့ချမ်းသာအောင်နေရမယ်နံပါတ်1ကိုချမ်းသာအောင်နေရမယ်နံပါတ်2မိဘတွေချမ်းသာအောင်ထားနံပါတ်3သားမယားမိတ်ဆွေသင်္ကားတွေချမ်းသာအောင်ထားမယ်နံပါတ်4ကုသိုလ်ကောင်းမှုလုပ်ရမယ်ဟောဒါလှုပ်တဲ့နာပဲစာရိတ္တလို့ခေါ်တယ်ဒါအဲ့ဒါလို့လှုပ်ရမယ့်ဟာကိုလှုပ်မလှုပ်ရမယ့်ဟာကိုရှောင်အဲ့ဒါကိုပဲကိုချင်းတရားလို့ပြောတာပါတဲ့နော်အများပေါ်မှာမေတ္တာထားတာတို့မနာလိုမုန်းတိမှုစိတ်တွေမထားတာတို့ကိုယ့်ရဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်ပေါ်မှာကရုဏာထားတာတို့ကိုယ့်ရဲ့ตาသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာမုရိဒာပွားတာတို့ဒါလောက်ရမယ့်ဟာတွေပဲမလောက်ရမယ့်ဟာတွေလည်းမလောက်ဖို့ပေါ့အဲ့ဒါလို့ကိုချင်းတရားနဲ့ထိမ့်သိမ့်ပြီးတော့ပံပိုးထားမယ်ဆိုလို့ရှိရင်ဒီတမ္မာဒိဋ္ဌိအတိညာလေးဟာရှင်သန်လာမှာပါတဲ့ကဲဒါတွေလုံလောက်တာဆိုတာမလုံလောက်သေးဘူးတမ္မာဒိဋ္ဌိရှင်သန်ဖို့အတွက်လှုပ်ရှားလေးတွေကြံသေးတယ်နောက်တစ်ခုကတုတ္တနုခိတာတုတ္တဆိုတာတရားနာရမယ်စာသင်ရမယ်သင်တာလဲနာတာပဲလေမထူပါရှေ့တုန်းကတုတ္တလို့ပဲသုံးလိုက်တယ်ခုခေတ်လည်းမြင်ဘူးလားတုတ္တဆွဲဆောင်ကျမ်းလို့ဘာလို့ဒီလိုရေးကြတယ်တုတ္တဆိုတာနားထောင်ကြတာပဲလေလူတွေကဒါပဲနားထောင်တယ်ဆိုတဲ့နေရာမှာအပျော်ပါးအတွက်တခြင်းနားထောင်တာတစ်မျိုးဘောဓုတ္တစီးပူးတဲ့အနေနဲ့နားထောင်တာတစ်မျိုးဘောဓုတ္တဆိုတဲ့နေရာမှာနော်လောကီဘောဓုတ္တလောကုတ္တရာဘောဓုတ္တလို့ရှိတယ်ဒီနေရာမှာတုတ္တဆိုတာဘာကိုပြောတာလဲဘုရားဟောထားတဲ့မှန်ကန်တဲ့ဘဝနေနည်းထိုင်နည်းအစပြီးတော့လက်ညွှန်ချက်လေးတွေတရားဓမ္မလေးတွေဒါတွေကိုမှတ်သားတယ်နာယူတယ်လေ့လာတယ်ဟောတာတုတ္တလို့ခေါ်တယ်အဲ့ဒီတုတ္တနဲ့ပံ့ပိုးပေးပါတဲ့ပံ့ပိုးပေးမှဟောဒီတမ္မာဒိဋ္ဌိဆိုတဲ့မိမိတဏ္ဍာမှာပြိုးမိထားတဲ့အတိညာဟာရှင်သန်လာမှာပါတုတ္တဆိုတာလေရေလောင်းထဲ့တယ်လို့ပဲတစ်ပင်လေးဟာစိုက်တော့စိုက်ထားတယ်ရေမလောင်းဘူးဆိုရင်ညှိုးချောက်သွားမှာပေါ့ရင်ထဲမှာပြိုးထားတဲ့တမ္မာဒိဋ္ဌိလေးကလည်းတုတ္တနဲ့ထပ်ပြီးတော့မဖြည့်ဘူးဆိုရင်ကုန်သွားပြီဘူးလားကုန်သွားတယ်ရေမလောင်းရင်ခြောက်သွားတယ်လို့ပဲသူလည်းခြောက်သွားမှာပဲအေးဒါကြောင့်မို့တုတ္တနဲ့အားဖြည့်ပေးပါတဲ့ဒါမို့တရားနာရတယ်စာပေတွေဖတ်ရှုရတရားနာပြီးတဲ့အချိန်နဲ့မနာခင်ကအချိန်အလွန်กว่าမသိသေးတဲ့အချိန်နဲ့သိတဲ့အချိန်အလွန်กว่าမန္တလေးမှာဘုန်းကြီးတို့အဘိဓမ္မာသင်တန်းတက်ပြီးတဲ့ဆရာဝန်လူငယ်တဦးနဲ့တွေ့တယ်အဲ့ဆရာဝန်လူငယ်တဦးကဘုန်းကြီးနဲ့တွေ့တော့ဗာလျှောက်တော့ဆိုအရှင်ဘုရားတဲ့တပည့်တော်အဘိဓမ္မာသင်ပြီးတော့တပည့်တော်ကိုတပည့်တော်ဒါတွေမသိဘဲနဲ့များငါဒီမသင်ရခင်ဒါတွေများမသိဘဲနဲ့ငါသိသွားလို့ရှိရင်လူဖြစ်ကျိုးနှက်မှာမဟုတ်ဘူးခုတော့ငါကံကောင်းလိုက်တာဒါတွေသိရပြီဟောလူဘဝရလာဒါသိတာမှမဟုတ်ပဲကိုအဘိဓမ္မာသင်တန်းတက်လိုက်လို့ဓမ္မအသိတွေသူကျင်နဲ့ရောက်လာတဲ့အခါမှာအပဒယသူပြောတာဒါတွေမသိဘဲနဲ့များသိသွားရင်ငါလူဖြစ်ကျိုးနှက်မှာမဟုတ်ဘူးလို့တပည့်တော်စဉ်းစားမိတယ်ဗျာလို့လျှောက်ဖူးတယ်မှတ်နေတန်းဒီအသည့်တွေမရဘဲနဲ့သိသွားလို့ရှင်လူဆိုတာဘာတန်ဖိုးရှိလောကမှာလူတွေကလူဘဝမှာရောက်လာတဲ့အခါမှာစားစရာရှားတာဝတ်စရာရှားတာနေစရာရှားတာဒါထုံးစံလူမှမဟုတ်ဘူးလေတိရစ္ဆာန်တွေလည်းသူတို့စားဖို့နေဖို့ရှားကြတာပဲငှက်ကလေးတွေလည်းအသိလောက်တာပဲဒါသူတို့နေစရာရှားတာပဲလေနော်ရှားတာပဲတကောင်နေနောက်တကောင်ရှားတာလဲရှားတာပဲလူတွေလည်းဒါရှားနာပဲဟုတ်ကဲ့အဖော်ရှားတာလဲရှားတာပစ္စည်းရှားတာလဲရှားတာဘဝယတ္တိရေးအတွက်စားစရာဝတ်စရာနေစရာရှားတဲ့ဟာဘာမှထူးဆန်းတယ်မဟုတ်ဘူးတက်ရှိတတ္တဝါမှန်သမျှရုန်းကန်ပြီးရှားပွေးနေတဲ့အဆင့်ပဲရှိတယ်ထူးခြားတာတစ်ခုမှမပါဘူးတဲ့ဓမ္မအတိညာဏ်ကိုမှမရှာနိုင်ဘူးဆိုလို့ရှိရင်လူဆိုတာဟာဘာထူးမှာတော့တိရစ္ဆာန်နဲ့မထူးလေ
တိရစ္ဆာန်တွေလည်းတကြီးဆင့်တော့ရှာတာပဲသူတို့လည်းရှာတာပဲလေအေးဒါကြောင့်မို့လို့လူဖြစ်လာတဲ့ဆိုရင်တို့တာမန်တဲ့မကရှာရမယ်အဲ့ဒါပြောတာတုတ္တဆိုကဲကောင်းပြီတုတ္တဆိုတာရေလောင်းပေးတာလေအလားတရာတူတယ်အေးရေလောင်းနေပြီမလို့တစ်ပင်မှာတစ်ခါကျတော့ပိုးကောင်လေးတွေဖမ်းယူဖို့ဆိုပြီးတော့မြင်မှုကြလိုက်မယ်ပင်ကူအိမ်တွေလာလောက်တတ်တယ်လေပင်ကူတွေကနေလာပြီးတော့အိမ်တွေဖွဲ့တတ်တယ်အပင်လေးတွေအကိုင်းလေးတွေရစ်ပတ်ထားတယ်သူကကြိုးနဲ့တုတ်ထားသလိုပဲအပင်လေးတွေအညွန့်လေးတွေမှာလာပြီးတော့တုတ်ထားအဲ့ဒီဟာလေးတွေလည်းဖယ်ရှားပစ်ဖို့လိုသေးတယ်အနှုတ်မို့ဆိုရင်တစ်ပင်လေးဟာထွားထွားကြိုင်ကြိုင်ရှင်းရှင်းတန်တန်ဖြစ်မှာမဟုတ်ဘူးအဲ့ဒီလာပြီးတော့ပိုးမြင်နေလာတန်းသွားတာကိုဖယ်ရှားပစ်ဖို့လိုတယ်ထို့တူပဲလူတွေဟာတုတ္တဆိုတာရှိပေမဲ့လို့ပိုးမြင်တန်းတယ်လို့ပဲတစ်ခါကျတော့မရှင်းလင်းတဲ့အချက်တွေအများကြီးရှိတယ်မဟုတ်လားအေးတရားတော့နာတယ်ဒီတရားတွေကမရှင်းလင်းတဲ့အချက်တွေမသိကြတဲ့အချက်တွေဇဝေဇဝါဖြစ်နေတဲ့အချက်တွေအဲ့ဒါတွေအတွက်လည်းလုပ်ပြီးဖို့လိုသေးတယ်တဲ့အဲ့ဒါကကြတော့တာကိစ္ဆာနုဂဟိတာတမ္မာဒိဋ္ဌိမြတ်စွာဘုရားကတရားဟောတာအလွန်တောင်းစီတယ်ပြောစရာမရှိဘူးအေးတုတ္တပြီလို့ရှိရင်တာကိစ္ဆာဆိုတာဆွေးနွေးတာမေးမြန်းတာဘယ်ဟာလေးဖြင့်မရှင်းလို့ဘယ်ဟာလေးဖြင့်ရှင်းအောင်ဟောဆွေးနွေးခြင်းလေ့လာခြင်းမေးမြန်းခြင်းဖြင့်မရှင်းတဲ့အချက်တွေရှင်းတယ်တန်တရားဖြစ်နေတဲ့အချက်တွေတန်တရားကင်းသွားတယ်အဲ့ဒါဘာနဲ့တူလို့ဆိုပိုးမြင်လေးတွေဖယ်ရှားပြစ်တာနဲ့တူပါတယ်တဲ့ဩတမ္မာဒိဋ္ဌိဆိုတဲ့ပြိုးပင်လေးပေါ်မှာလာပြီးတော့ရစ်နှောင်ထားတဲ့မရှင်းလင်းတဲ့တန်တရားတွေဖယ်ရှားပြစ်လိုက်တာတာကိစ္ဆာနဲ့ဖယ်ရှားပြစ်ရမယ်ဒါပြောတာဆွေးနွေးတယ်သို့တော်ဒီတာကိစ္ဆာဆိုတာကိုအလွဲသုံးစားလောက်တတ်တာလည်းရှိသေးတယ်ဗမာပြည်မှာတရားဆွေးနွေးပွဲဆိုပြီးတော့ရံဖြစ်ကြတာလေထပြီးတော့ရံဖြစ်ကြတယ်အဲ့ဒါကြတော့တရားဆွေးနွေးတာမဟုတ်ဘူးမတရားဆွေးနွေးနေတာသူတို့ကအဲ့ဒီတချို့ကတရားဆွေးနွေးတယ်ဆိုကြတဲ့သူကငါသိတယ်ငါတတ်တယ်ငါတော်တယ်ဆိုတာကိုပြခြင်းလို့လုပ်တာဆိုရင်အဲ့ဒီကလေးကမှားနေပြီရည်ရွယ်ချက်ကနော်အညာမှာအလှမတ်တက်တွေပါလေရှိရင်အဖိုးကြီးတွေစကားဝိုင်းသွားငယ်တုန်းကတွေ့ဘူးတယ်ညင်းညခုံညအလှရှင်ကနေမတ်တက်ထဲမှာလူလေးစီအောင်လို့ဆိုပြီးတော့အဖိုးကြီးတွေကိုလက်ဖက်ဝိုင်းလေးချပေးထားရှင်သွေးချမ်းလေးတကရားချပေးထားလက်ဖက်တုံနဲ့ချင်းတုံနဲ့အဲ့ဒါလေးစားပြီးအဖိုးကြီးတွေစကားညင်းညတယ်လေတရားညင်းညပါညင်းတော့ကြမ်းကြမ်းဖန်ဖန်ညင်းတယ်လက်ဖက်ပကံဒါရုပ်လားနာလားဆိုလက်ဖေးပကံစောင့်ချပြီးတော့ရုပ်လားနာလားစောင့်ချမှတော့လက်ဖေးပကံကွဲသွားရောပေါ့အဲ့ဒါလို့လက်ဖေးပကံကွဲအောင်ညင်းကြတာတွေလည်းရှိသေးတယ်အာမအကျိုးမရှိပဲနဲ့လေဒီဆရာတော်ကြီးကတတိပေးတယ်လေတပိုင်းကြောင့်ကြက်စာရယုံနဲ့ခက်ပါလသဘောညာတက်မာနအပြောတန်နဲ့ဒေါသမန်ထူပွားဆိုတာစာလေးခုနာတစ်ကြောင်ဒီနာတစ်ကြောင်ကြက်ပြီးတော့ဒါလေးကိုအဟုတ်ထင်ပြီးတော့ညင်းနေကြတကယ်တက်ပြီဆိုရင်ညင်းစရာတခုမှမရှိတော့မတက်တဲ့လူကညင်းတာမြတ်စွာဘုရားကဟောထားတာနော်ဇနာဧကင်္ဂဓာတိနောတဲ့အကုန်မြင်းနေလို့ရှိရင်ညင်းစရာတခုမှမရှိဘူးတဲ့တချမ်းမြင်တဲ့လူတွေညင်းနေကြတာကြည့်လေဆင်ကိုတစ်မျိုးစီပြထားတဲ့မျက်ကန်းတွေမျက်မမြင်သူကန်းတွေဟာဆင်ကိုညင်းနေကြတာလေသူတို့ဆင်တစ်ကောင်လုံးမြင်မှုတာမဟုတ်ဘူးတချို့ကောင်ကအမြီးကင်ပြီးတော့ဒါဆင်လို့ပြောတာတချို့ကအစွဲကင်ပြီးတော့ဆင်လို့ပြောတာတချမ်းပဲမြင်တာသူတို့အဲ့ဒီတချမ်းမြင်နေညင်းကြတာပဲအမှားတော့ညင်းပြီဆိုရင်တချမ်းမြင်လို့သာမှတ်ပြီးတော့အပြည့်အစုံညင်တဲ့လူကညင်းစရာကိုမရှိဘူးနော်ဘုန်းကြီးတို့တခါတော့ကဖတ်စာအုပ်ထဲကလေးပြောဥပါတယ်နော်ဖတ်စာအုပ်ထဲကမှတ်သားစရာလေးတွေ There are two sides in every question ဆိုတဲ့ခေါင်းစည်းလေးနဲ့ရေးထားတာအမှန်တန်စိတ်ဝင်စားစရာကောင်း Every question ပြဿနာတိုင်းမှာအမြင်နှမျိုးရှိပါတယ်ဆို There are two sides in every question ဆိုလူနှစ်ယောက်တောင်ကုန်းလေးပေါ်တက်လာကြအပေါ်မှာချိတ်ထားတဲ့ချင်းသေးရုပ်ကလေးကိုကြည့်ပြီနော်တယောက်ကဟာရွှေချင်းသေး
တယောက်ကငွေချင်သိရွှေနဲ့ငွေနဲ့ညင်းကြညင်းပြီးတော့ရံဖြစ်ကြတယ်နောက်ကြတော့ဟိုဘက်ကလူဒီဘက်ကြည်စမ်းမှဒီဘက်ကလူဟိုဘက်ကြည်စမ်းမှဆိုတော့ရွှေတစ်ချမ်းငွေတစ်ချမ်းလုံးထားတာကိုအဲ့ဒါကိုမသိဘဲနဲ့ညင်းနေတာတစ်ချမ်းမြင်တာနဲ့ငါပြောတာမှန်တယ်ငါရွှေလို့ပြောတာငါဘက်ကရွှေမင်းဘက်ကမှန်တယ်ဟုတ်လားဟိုလူကလည်းမဟုတ်ဘူးငါငွေဟိုဘက်သွားမကြည့်ဘူးလေကိုယ့်ဘက်ပဲကိုကြည့်ကြတာအဲ့ဒါလို့တစ်ချမ်းမြင်တာတွေဟာမြတ်စွာဘုရားကိုယ်တိုင်ကလည်းဇနာဧခင်္ဂဓတ္တိနောဧကင်္ဂဓတ္တိနောဆိုတစိတ်တချမ်းလောက်သာမြင်တဲ့ပုဂ္ဂိုလ်တွေကညင်းနေကြတာပါတဲ့အကုန်လုံးမြင်ညင်းစရာဘာမှမရှိဘူးသုတ်တန်တစ်ခုမှဆိုရင်မြတ်စွာဘုရားကသေချာဟောထားတယ်နာဟံလောကေနဝိဝရာမိငါလောကကြီးနဲ့မငင်းခုံပါဘူးတဲ့လောကောဝမယဝိဝရတိတဲ့လောကကလူသားတွေကသာငါနဲ့ညင်းနေကြတာပါတဲ့ငါဘယ်သူမှမမြင်ဘူးတဲ့လောကလူသားတွေကရှိတယ်ကိုငါရှိတယ်လို့ဟောတာမရှိဘူးကိုမရှိဘူးလို့ဟောတာတဲ့အငင်းပွားနေကြတာကသူတို့ကညင်းကြတာတဲ့ငါမညင်းဘူးတဲ့အေးဒါကြောင့်မို့လို့တာကိစ္ဆာဆိုတဲ့ဟာဆွေးနွေးတယ်ဆိုတာအငင်းပွဲမဖြစ်စေရဘူးတဲ့တကယ်ကိုသိလို့တဲ့ဆွေးနွေးတာသိချင်လို့ဆွေးနွေးတဲ့ဆွေးနွေးမှုမျိုးပဲဖြစ်တဲ့ပေါ့အဲ့ဒါနဲ့အာပိကူညီထောက်ပံ့ပေးထားလိုက်မယ်ပိုးမြင်နေဖယ်ရှားသလိုဖယ်ရှားလိုက်မယ်တာကိစ္ဆာနဲ့မရှင်းလင်းတာတွေရှင်းသွားပြီဆိုလို့ရှိရင်တမ္မာဒိဋ္ဌိတွေကရှင်းသားလာမှာအေးတမ္မာဒိဋ္ဌိအခိုင်အမာဖြစ်ဖို့အတွက်ဘာလုပ်ပေးဖို့လိုသေးလဲဆိုတော့တမာရီကျင့်စဉ်ဖြစ်တဲ့သမထကျင့်ပေးဖို့လိုသေးတယ်တဲ့သမထကျင့်စဉ်လေးကိုကျင့်ပြီသမထကျင့်စဉ်ဆိုတာတမာရီစွမ်းအားထူထောင်တာပါပဲအာနာပါနကနေထူထောင်တခြားနည်းနဲ့ထူထောင်ကိုယ်စိတ်ကလေးတည်ငြိမ်အောင်လုပ်ပေးတာဒါသမထကျင့်စဉ်လို့ခေါ်တာပဲထွက်လေဝင်လေလေးပေါ်မှာအာယုံစိုက်ထားတယ်သို့မဟုတ်အဖြူရောင်လေးပေါ်မှာအာယုံစိုက်မယ်သို့မဟုတ်အနီရောင်လေးပေါ်မှာအာယုံစိုက်မယ်ဟိုကတိုင်း10ပါးတဲ့ဘယ်ကတိုင်းနဲ့ရှုပေါ့နော်သမထကျင့်စဉ်လေးတစ်ခုနဲ့စိတ်ကိုငြိမ်အောင်လုပ်တာတမာရီတရားတွေစပွားလာအောင်ထွန်းကားလာအောင်ကြိုးစားတာသမထအဲ့ဒီသမထရင့်တန်လာလို့ရှိရင်လည်းအသိဉာဏ်တွေကဖွံ့ဖြိုးတိုးတက်လာပါတယ်ဒါကဘာလို့ပေးတာနဲ့တူတယ်လဲလို့ဆိုရင်မြေတော်မြောက်ပေးတာနဲ့တူတယ်ပေါ့နောက်တစ်ခုကဘာလုပ်ရမလဲဆိုဝိပဿနာနုဂဟိတာတမ္မာဒိဋ္ဌိဝိပဿနာနဲ့ထောက်ကူပြုပေးရမယ်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ပေးပါအောင်တဲ့ဝိပဿနာကျင့်စဉ်တစ်ခုနဲ့ကျင့်လိုက်ပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာရှိတဲ့ဒီတမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်လေးဟာထက်ထက်မြက်မြက်ဖြစ်လာပြီးတော့နောက်ဆုံးမှာသင်္ခါရတရားတွေကိုဖြတ်ကျော်ပြီးတော့နိဗ္ဗာန်ထိအောင်ရောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဝိပဿနာကိုနောက်ဆုံးထားပြီးတော့မြတ်စွာဘုရားကဝိပဿနာကျင့်စဉ်လေးနဲ့ထုံမွမ်းပေးပါအားပေးကူညီပေးပါအဲ့ဒါလို့ထောက်ကူပြုပေးပြီဆိုလို့ရှိရင်တမ္မာဒိဋ္ဌိသည်မက်ဖို့ဆိုတဲ့အကျိုးတရားကိုထုတ်လုပ်နိုင်ပါလိမ့်မယ်စေတောဝိမု ക്തി လို့ခေါ်တဲ့စိတ်ရဲ့လွတ်မြောက်မှုတမာတိတရားပညာဝိမု ക്തി ပညာဖြင့်ကိလေသာအလုံးကလွတ်မြောက်မှုလို့ဆိုတဲ့ဖို့တရားများကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်အဲ့ဒီအကျိုးတရားတွေထိအောင်စိုက်ထိသွားမှာဖြစ်ပါတယ်တမာဒိဋ္ဌိရဲ့စွမ်းအားတွေအမြင့်ဆုံးဟာအဲ့ဒါပါပဲစေတောဝိမု ക്തി ဖလားစိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့အကျိုးတရားပညာဝိမု ക്തി ဖလားပညာဤလွတ်မြောက်မှုဆိုတဲ့အကျိုးတရားအဲ့ဒီအကျိုးတရားတွေဟာအမြင့်ဆုံးအကျိုးတရားတွေပဲတာမန်အနေနဲ့ပြောမယ်ဆိုရင်မက်ဖို့ထီအောင်စိုက်ထိသွားတယ်မက်ကတမ္မာဒိဋ္ဌိဖလားတမ္မာဒိဋ္ဌိရောက်သွားပြီဆိုလို့ရှိရင်တမ္မာဒိဋ္ဌိသည်လမ်းကုန်ကမ်းကုန်ကိုယ့်အတွက်အဆင့်မြင့်ဆုံးတမ္မာဒိဋ္ဌိရပြီလို့ဒီလိုမှတ်ရမှာပါအဲ့တော့ဝိပဿနာကျင့်စဉ်ဆိုတာနော်မြန်မာနိုင်ငံမှာရိပ်သာတွေမှာလည်းပဲနီလန်နေတရားတွေပေးတယ်ဟောကြတယ်ပြောကြတယ်ကိုကြိုက်တဲ့ဤစနစ်တစ်ခုကနေယူပြီးတော့မှန်မှန်ကန်ကန်ယုဒ္ဓမနန္ဒမတွေပေါ်မှာဆင်ញင်သုံးသပ်လို့တတ္တဝါဆိုတာမရှိဘူးယုံနဲ့နံ2မျိုးသာရှိတယ်ထိုယုံနံ2မျိုးဟာလည်းပဲဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်တယ်ဆိုတဲ့အခြေခံကစပြီးတော့ယုတ်တရားနံတရားတွေကိုရှုမှတ်ပွားများလိုက်တဲ့အခါနောက်ဆုံးရဲ့မိမိရဲ့
နှလုံးသားထဲမှာမမြဲဘူးဆိုတဲ့အတွေးတွေဆင်းရဲတယ်ဆိုတဲ့အတွေးတွေကိုမပိုင်ဘူးဆိုတဲ့အတွေးတွေအနိစ္စတင်ညာဒုက္ခတင်ညာအနတ္တတင်ညာဒါတွေကိုတိဆောက်ပေးရမှာအဲ့ဒါလိုတိဆောက်ပေးပြီးတော့အာယုန်နဲ့စိတ်နဲ့လေ့ကျင့်ပေးတာကိုသမထနာဉာဏ်လို့ခေါ်တယ်အဲ့ဒါလိုလေ့ကျင့်ပေးလိုက်တဲ့အခါကျတော့ယုံ nant တရားတွေရဲ့ဖြစ်မှုပြက်မှုဟာထင်ထင်ရှားရှားကြီးမြင်လာတယ်ထင်ထင်ရှားရှားမြင်လာပြီတမာရီစွမ်းအားတွေတက်လာလို့ပညာဉာဏ်တက်လာပြီဆိုလို့ရှိရင်ဥရိယဘေယကိုရှုနေတဲ့အာယုန်ဟာဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဆိုတာတွေကိုမြင်လာဟောအဲ့ဒီလိုဖြစ်လိုက်ပြက်လိုက်မြင်လာရကနေပြီးတော့တမာရီစွမ်းအားဉာဏ်စွမ်းအားမြင်လာတဲ့အခါမှာဖြစ်တာတောင်မှမမြင်တော့ပဲနဲ့အပြက်တွေကြီးပဲမြင်တော့တာဟောဖြစ်တာပြက်တာမြင်လာကြတော့ဥရိယဘေယဉာဏ်လို့ခေါ်တယ်အပြက်တွေကြီးမြင်လာပြီဆိုလို့ရှိရင်ဘင်္ဂဉာဏ်လို့ခေါ်တယ်အဲ့ဒီထိအောင်အလုံးလုံးရမှာတဲ့နော်ဒါဝိပဿနာနဲ့ပံ့ပိုးတယ်ဆိုတာအဲ့ဒီဉာဏ်ထိအောင်လုံးတော့အသိဉာဏ်တွေကထူးထူးခြားခြားတွေဆက်ပြီးတော့သင်္ခါရတွေနဲ့ပတ်သက်ပြီးထူးခြားတဲ့အတွေးတွေဘာတွေပေါ်လာတော့လောက်တာတော့ပြက်တာပဲကြည့်ဖို့လိုတယ်ပြက်တာတွေကိုလုံးဝမြင်လာပြီဆိုတဲ့အခါကျတော့ဘာဖြစ်လဲဘယတုပဉာဏ်သင်္ခါရတရားဆိုတာတဲကြောက်စရာကောင်းပါလားပြက်နေတာတွေကြီးပါလားတခုမှရက်တည်နေတာမရှိဘူးအလုံးဟာပြုံးနဲ့ပြက်နေတာပါလားဆိုပါစို့ဘုန်းကြီးတို့တွေတွေ့ဘူးကြပါလိမ့်မယ်နှမ်းစီလေးတွေကိုမီအိုကင်နဲ့ထည့်ပြီးတော့လှော်လိုက်တဲ့အခါအောက်ကအပူရှိန်ကြောင့်ဖြတ်နဲ့နှမ်းစီလေးတွေကနော်မိကျွန်းတာလို့ပဲသင်္ခါရတရားတွေကိုရှုမှတ်ပွားများတဲ့အခါမှာမိမိတဏ္ဍာမှာဖြစ်တဲ့ယုတ်တရားတွေနံတရားတွေဟာတစ်ဖြတ်နဲ့ပြက်နေတာတွေကိုမြင်လာရမယ်မြင်လာတဲ့အခါကျတော့တပြက်တည်းပြက်နာဆိုတော့ကြောက်စရာကြီးပါလားလို့မြင်လာလို့ရှိရင်ဘယတုပဌာနာကြောက်စရာဆိုတဲ့အသွင်နဲ့မြင်လာတာဘယညာလို့ခေါ်တယ်ကြောက်စရာလို့မြင်လာတဲ့အခါကျတော့အပြစ်တွေကိုမြင်လာပြီသင်္ခါရတရားတွေအကောင်းမထင်တော့ဘူးအာဒီနဝညာအကောင်းမထင်တဲ့အခါဘာဖြစ်လာတော့ဆိုတော့မုတ်စီတုကမြတညာဒါတွေကိုလွတ်ချင်တယ်လွတ်ပြစ်ချင်တယ်ကိုယ်နဲ့မဆက်ဆက်ချင်တော့ဘူးလွတ်ချင်လာတဲ့အခါကျတော့ညင်းငွေလာတယ်နေဗိဒညင်းငွေလာတယ်ตาယာပွဲဆိုတာရှားမတွေ့ဘူးရှားမတွေ့တဲ့အခါကျတော့လွတ်ချင်လာတယ်မုတ်စီတုကမြတညာလွတ်ချင်လာလို့လွတ်ရလွတ်ကြောင်းရှားဝေစူးစမ်းတယ်ပဋိသင်္ခာညာရှားဝေစူးစောင်းရင်းနဲ့သင်္ခါရတွေပေါ်မှာအနေသားကျသွားချစ်ချင်းမုန်းချင်းလုံးဝကင်းပြီးတော့လစ်လျူရှုပြီးတော့ထိုသင်္ခါရတွေရဲ့အာယုံပေါ်မှာစိတ်ကလေးငြိမ်အောင်ထားနိုင်တဲ့အနေအထားမျိုးရသွားရင်သင်္ခါရုပ္ပခဉာဏ်လို့ခေါ်တယ်။အဲ့ဒီဉာဏ်ရင့်တန်းလာတာနဲ့တပြိုင်နက်နိဗ္ဗာန်ကူးဖို့တရားကလေးတစ်ခုလိုလာတယ်။အဲ့ဒီသင်္ခါရုပ္ပခဉာဏ်လေးရင့်တန်းလာလို့ရှိရင်ထိုသင်္ခါရုပ္ပခဉာဏ်လေးဒီတရားကလေးတစ်ဖွဲနော်တရားတစ်ဖွဲပေါ်လာပြီးအဲ့ဒီတရားကနေရှောက်လှမ်းလိုက်တဲ့အခါဟိုဘက်ကန်းလို့ဆိုတဲ့နိဗ္ဗာန်ကိုရောက်သွားတာပါတဲ့အဲ့ဒီလိုဝိပဿနာတမ္မာဒိဋ္ဌိနဲ့လေ့ကျင့်ပြီးတော့ယူလိုက်မယ်ဆိုလို့ရှိရင်တမ္မာဒိဋ္ဌိဒီအဆင့်မြင့်ဆုံးဆိုတဲ့အနေအထားကိုရောက်သွားပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့သည်မိမိတို့တဏ္ဍာမှာရှိတဲ့တမ္မာဒိဋ္ဌိဆိုတဲ့ဒီအသိဉာဏ်လေးတစ်ခုရင်ထဲမှာမရှိသေးရင်ရှိအောင်ပြိုးဖို့ရှိပြိုးပြီးပြီဆိုလို့ရှိရင်အခုပြောခဲ့တဲ့ကိုကျင့်သီလနဲ့အကူအညီပေးရမယ်ထောက်ပံ့ပေးရမယ်သုဒ္ဓဆိုတဲ့တရားနာခြင်းတရားစာဖတ်ရှုခြင်းလေ့လာခြင်းဖြင့်ထောက်ကူပြုပေးရမယ်တာကိစ္စမသိတာမရှင်းတာတွေမေးမြန်းပြောဆိုခြင်းဖြင့်ထောက်ကူပြုပေးရမယ်သမထကျင့်စဉ်တစ်ခုဖြင့်တမာတိစွမ်းအားတွေမြင့်လာအောင်ကျင့်ပြီးတော့ထောက်ကူပြုပေးရမယ်ဘာဖြစ်လို့တမာဟိတတဉာဏ်တမာရိရှိမှဉာဏ်ဆိုတာဖြစ်တာနောက်ဝိပဿနာရှင်းရှင်းကြီးမြင်တဲ့သင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောတွေကိုရှင်းရှင်းမြင်လာတဲ့ဝိပဿနာဉာဏ်ဖြင့်အထောက်အကူပြုပေးလိုက်မယ်ဆိုလို့ရှိရင်ဟောဒီတမ္မာဒိဋ္ဌိသည်အဆင့်မြင့်ဆုံးတမ္မာဒိဋ္ဌိကနေပြီးဟိုဘက်ကန်းလို့ဆိုတဲ့မက်ဖို့နိဗ္ဗာန်ကိုရရှိမှာဖြစ်ပါတယ်အမြင့်ဆုံးအကျိုးတရားကတော့အဲ့ဒါပါပဲတဲ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့သည်ဒီကနေ့အများပြောနေကြတဲ့တမ္မာဒိဋ္ဌိဆိုတာနဲ့ပတ်သက်ပြီးတော့ထိုသုတ်တန်တွေကထုတ်ပြန်ပြီးတော့ထုတ်ပြီးတော့လေ့လာသုံးသပ်တဲ့အဲ့ဒီလေ့လာသုံးသပ်ချက်ကိုမှတ်သားပြီးတော့မိမိတဏ္ဍာမှာရှိတဲ့တမ္မာဒိဋ္ဌိတရားကိုရင့်တန်လာအောင်
သီလသုဒ္ဓတာကိစ္စသမထဝိပဿနာကျင့်စဉ်များဖြင့်ပံ့ပိုးဖို့တတိမမေ့ပဲနဲ့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေအစေချမ်းပါစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေအစေချမ်းပါစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရတိတဗေတံပဝါယံတုသူကန္တကမေတ္တာပုံနေတုသင်္ကမာယခုအခါစုပေါင်းပိုးအမေတ္တာတဟုရောင်မြူပါဝင်းငွေလမင်းနှင့်ရောင်ချင်းရှဲယုံပေါင်းဆုံးရခြင်းကြောင့်သဗ္ဗေတံကျွတ်မဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရာတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဟောလန္တဝန္တာရွှင်မြူးဝမုံနူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလျောင်းလေးတဲ့ရောရှက်သင်ပြပီတိဒီဟုသောယနန်းတို့သည်ပဝါယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း